ဘာလို့တရားနာယူဖို့တရားစကားပြောပေးဖို့လိုအပ်တာတော့လို့မေးရင်တရားမလို့ဦးဇင်းတို့ရဲ့ပုထုဇဉ်တွေရဲ့စိတ်ဆိုတာအည်အသွေးတစ်ခုရတဲ့အခါမှာအမြဲတမ်းအဲ့ဒီအည်အသွေးမှာတီးနေတာမဟုတ်ဘူးเนาะစိတ်ဆိုတာအမြဲတမ်းအတက်အကျရှိတယ်အထူးသဖြင့်ယုံကြည်မှုတတ္တတရားအတက်အကျရှိတယ်ကြိုးစားအထောက်မှုဝရိယအတက်အကျလည်းရှိတယ်တတိတမာရိပညာအတက်အကျရှိပါတယ်ဒါကြောင့်ယံဖန်ယံခါတရားအထောက်ရတာအယံအစဉ်ပြေပြီမလို့ယံဖန်ယံခါတရားအထောက်ရတာအစဉ်မပြေဘူးဆိုတာရှိเนาะအဲ့တော့ကိုယ့်ဟာကိုနားလည်အောင်ကြိုးစားကြဖို့လိုတယ်ပေါ့အစဉ်ပြေတဲ့အခါဆိုတဲ့အခါကာလမျိုးမှာဘာကြောင့်အစဉ်ပြေတာကိုရတာတော့ဘာလို့အစဉ်ပြေတာတော့ဆိုတဲ့အကြောင်းတရားလေးတွေကိုတတိနဲ့ရှာတတ်ဖို့လိုတယ်ပေါ့အစဉ်မပြေဘူးဆိုတဲ့အခါကာလမျိုးမှာလည်းပဲဘာကြောင့်အစဉ်မပြေဖြစ်ရတာတော့ဆိုတာလေးကိုကိုယ့်ဟာကိုတတိနဲ့ရှာတတ်ဖို့လိုတယ်အလုံးဟာကိုယ်အကြောင်းတရားနဲ့ကိုယ်သွားနေကြတာဟုတ်လားတကူမှအစဉ်ပြေတယ်အစဉ်မပြေဘူးဆိုတာတွေဟာအကြောင်းရှိတယ်အဲ့ဒါတွေကိုကမ္မထန်တရားပြတဲ့ဆရာကတိတိကျကျအကုန်လုံးဘယ်သိနိုင်မလို့နော်ဒါကြောင့်ကိုယ့်ရဲ့အကြောင်းတရားကိုကိုယ့်ဟာကိုယ်ရှာကြရမှာအစဉ်ပြေတဲ့အခါလည်းပဲသတိရှိဖို့လိုတယ်အစဉ်မပြေတဲ့အခါမှလည်းသတိရှိဖို့လိုတယ်အခုတရားစကားပြောတယ်ဆိုတာကအဲ့လိုအစဉ်ပြေခြင်းအစဉ်မပြေခြင်းကိုဖြစ်စေတဲ့တတ္တဝရိယတတိတမာရိပညာလို့ဆိုတဲ့ဒီအိန္ဒြေ၅ပါးဖို့၅ပါးရဲ့အတက်အကျကိုစဉ်းစားဆင်ခြင်ပြီးတော့အဲ့ဒီသူတော်ကောင်းတရားတွေမိမိတန်တမှာအည်အသွေးတွေမြင့်လာစေဖို့သရတရားတွေတက်နေဖို့ဝရိယတရားတွေပြင်းထန်နေဖို့တရားစကားဆိုတာဟောပေးဖို့လိုအပ်တယ်နာယူမှတ်သားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်တရားနာတဲ့လုပ်ငန်းကိုတရားဘာဝနာအထောက်ကြတဲ့အခါမှာမဖြစ်မနေလုပ်ကြရတယ်ပေါ့သို့တော့ဒီလိုတရားအထုတ်တဲ့အခါမျိုးမှာအမြဲတမ်းတရားတွေကခဏခဏနားထောင်နေရတယ်ဆိုရင်လည်းပဲအရန်ကြီးအရှင်မပြေလာဘူးအထုတ်တဲ့ခြင်းအထုတ်နာတဲ့ချိန်နာသူ့အတူအရှင်ပြေပြီးလိုက်လျောညီတွေဖြစ်ဖို့တော့လိုတယ်ပေါ့နော်ဒါဒီကနေ့တရားအထုတ်ဖို့ရောက်လာကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့တရားဟောပြခြင်းလဲဆိုလို့ရှိရင်တန်ယုတ်တနိကေသက္ကရာဝကတန်ယုတ်ပါဠိတော်မှာလာရှိတဲ့ဝဇိတာဘိက္ခုနီသုတ်တံနဲ့သေလာဘိက္ခုနီသုတ်တံဆိုပြီးတော့သုတ်တံတရားဒေသနာနှစ်ပုဒ်ကိုအချင်းချုပ်ပြီးတော့ပြောပါမယ်ဒီအကြောင်းအရာလေးတွေကတရားဓမ္မကိုနာယူတဲ့အလေးအထားများတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ကြာဘူးနာဝရှိထားကြပြီးသားအကြောင်းအရာလေးတွေပါသို့တော့ဘယ်တော့မှမယိုးနိုင်တဲ့အကြောင်းအရာလေးတွေလို့ဦးဇင်းတို့ထင်တယ်ဒါလေးကိုဖတ်ကြည့်တော့လေဦးဇင်းတို့လည်းပဲခက်ငယ်ငယ်တွေကစဒီအကြောင်းအရာလေးတွေကိုရင်းနှီးခွင့်ရပါတယ်သို့တော့အခုအချိန်မှာဒီအကြောင်းအရာလေးတွေကိုကြည့်လိုက်တော့လည်းပဲကိုယ့်ရဲ့စိတ်ထဲမှာတော့တမျိုးတမီအဖြစ်တော့အတိကတော့တိုးနေတော့မယ်ပေါ့ဒီအကြောင်းအရာလေးတွေကိုဖတ်တဲ့အခါမှာအတိညာကိုတော့ဒီအကြောင်းအရာလေးတွေကတမျိုးတမီဖြစ်ပေါ်သွားနေစေတော့မယ်ပေါ့ဒါကြောင့်ဘယ်ချိန်မဲနားထောင်မယိုးနိုင်တဲ့တရားစကားလေးတွေလို့လည်းဆိုခြင်းနော်အထူးသဖြင့်ဒီဘိက္ခုနီမတွေရဲ့အကြောင်းကိုပြောခြင်းရဲ့ရည်ရွယ်ချက်တစ်ခုကနေရောတရားအထုတ်ကြတယ်ဆိုတာများသောအားဖြင့်တက္ကမကြီးတွေပဲများတယ်နော်တက္ကကြီးတွေကယောဂီတရားမှ10ယောက်တောင်ရှိဖို့မလွယ်ဘူးပေါ့ဒီမှာအခုတက္ကကြီးတွေအယောက်20လောက်ရှိတယ်ဆိုတာဒါတော်တော်ကိုများတဲ့ကဏ္ဍပေါ့နော်အဲ့တော့တက္ကမကြီးတွေများတဲ့တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေထဲမှာဘိက္ခုနီတွေရဲ့အကြောင်းကိုပြောရတာလည်းပဲတမျိုးအဖြစ်တက္ကမကြီးတွေအတွက်အားဖြစ်เสียရှိနိုင်ကောင်းရဲ့လို့ဒီလိုလည်းပဲတွေးမိတယ်ပေါ့နော်ဒါကြောင့်ဝဇိတာဘိက္ခုနီမရဲ့အကြောင်းကိုအရင်ပြောကြည့်ရအောင်မြတ်စွာဘုရားလက်ထက်ကဝဇိတာဘိက္ခုနီဆိုပြီးတော့ဉာဏ်အလွန်တက်မြတ်တဲ့ဘိက္ခုနီမတစ်ပါးရှိတယ်ပြောရရင်သူကယန္တာဖြစ်ပြီးသားပါပဲဝဇိရစိန်သွားခဲ့တော့ထက်မြက်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုလည်းပဲဆိုနိုင်တယ်တ
တနေ့တော့အဲ့ဒီဘိက္ခုနီမကနော်ဇေတဝန်ကျောင်းနဲ့မနီးမွေးမှာရှိတဲ့တောအုပ်ထဲမှာတရားဘာဝနာကိုနှလုံးသွင်းပြီးတော့အေးအေးချမ်းချမ်းသတင်းသုံးပြီးတော့နေတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကြတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းလို့နှောင့်ယှက်နေတဲ့အန္တရာယ်ပေးနေတဲ့မာနဆိုတာရှိတယ်နော်ဒါတချို့ကလည်းပဲမာနကိုကိလေသာတရားကိုမာနလို့ပြောတာတကယ်နဝတ္တဝတိနတ်ပြည်ကမာနဆိုတာရှိတာမဟုတ်ဘူးလို့တချို့ကလည်းပဲဒီလိုလွယ်လွယ်မှားမှားပြောကြဆိုကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိသေးတယ်အမှန်ကမာနဆိုတာရှိတယ်နော်ဝတ္တဝတိနတ်ပြည်ကမာနဆိုတာတကယ်ရှိတယ်အဲ့ဒီမာနကရောက်လာပြီးတော့အဲ့ဒီဝဇိဒဘိက္ခုနီမကိုကြောက်ရွံ့သွားအောင်တနည်းအားဖြင့်စိတ်အနှောင့်အယှက်ဖြစ်ပြီးတော့နော်ဒီနေရာကနေထသွားအောင်အနှောင့်အယှက်ပေးတဲ့သဘောအနေနဲ့ဂါထာတစ်ပုဒ်လာပြီးတော့ရွတ်တယ်တဲ့အဲ့ဒီမာနကကေနာယံပကတောတတ္တောကုဝံတတ္တတကာရကောကုဝံတတ္တောသပုပ္ပန္နောကုဝံတတ္တောနိရောဓတိတဲ့အဓိပ္ပာယ်ကဘာပြောလဲဆိုတော့ကေနာယံပကတောတတ္တောဟောဒီတတ္တဝါဆိုတာကိုဘယ်သူကလှုပ်ထားတာလဲတဲ့ဒီတတ္တဝါကိုဘယ်သူလှုပ်အပ်တယ်လဲကေနဘယ်သူဒီအယံတတ္တောဟောဒီတတ္တဝါကိုပကတောပြုလုပ်အပ်တယ်လေတဲ့ကုဝံတတ္တတကာရကောတတ္တတဟောဒီတတ္တဝါကိုကာရကောပြုလုပ်ထားပြုလုပ်တတ်တဲ့ပုဂ္ဂိုလ်ကကုဝံမစုလေတဲ့နော်ဒီတတ္တဝါကိုဘယ်သူလုပ်ထားတာတုံးလို့ပြောတာကုဝံတတ္တောသမုပ္ပန္နောကုဝံတတ္တောဒီလိုစတိဘာကြောင့်ဒီတတ္တဝါကဖြစ်လာတာလဲဘာကြောင့်ဒီတတ္တဝါကချုပ်ပြောက်သွားတာလဲနော်အလွန်လေးလက်တဲ့မိခွန်းလို့လည်းဆိုနိုင်ပါတယ်နော်ဒီနေ့မှာသတိထားစရာတစ်ခုကတတ္တဝါဆိုတဲ့စကားလုံးကိုသူအကုန်သုံးသွားတယ်။ဘာကြောင့်တတ္တဝါဆိုတာဖြစ်နေတာတော့ဘာကြောင့်တတ္တဝါဆိုတာချုပ်သွားတာတော့ဒီတတ္တဝါကိုဘယ်သူကလှုပ်ထားတာတော့အဲ့လိုမေးတဲ့အခါကျတော့ဝိဇိတာဘိက္ခုနီမကဂါထာ၃ပုဒ်ရွတ်ဆိုပြီးတော့မာနရဲ့အမေကိုပြန်လဲတုံ့ပြန်တယ်ပေါ့။ကိန္နုတတ္တောတိပစ္စေတိမာရဒိဋ္ဌိကတန္နုတေသုဒ္ဓသင်္ခါရပုံစောယနယိတတတ္တုပလဗ္ဗတိမနတဲ့ဘယ်အရာကိုတတ္တဝါလို့သင်ကယုံကြည်နေတာလဲတဲ့ကိန္နုတတ္တောတိပစ္စေတိဘယ်အရာကြီးကိုတတ္တဝါလို့သင်စိတ်ထဲကယုံကြည်နေတာလေတဲ့ထင်နေတာလေတဲ့ဒိဋ္ဌိကတန္နုတေဘယ်အရာရဲ့ပုံမှာမှားယွင်းတဲ့အယူအဆကြီးဖြစ်နေတာလေတဲ့ဘာကြီးကိုသင်ကတတ္တဝါလို့ထင်နေတာတော့လို့မေးလိုက်တာသူကတတ္တဝါဆိုတဲ့စကားနဲ့ကိုင်းပြီးတော့ပြောတာဆိုတော့သူ့ကိုအဲ့လိုပဲပြန်တုံ့ပြန်လိုက်တာဘယ်အရာကိုသင်ကတတ္တဝါလို့ထင်နေတာတော့တဲ့ဒါကိုသူကစာလို့ပေလို့လေးပြောရရင်ဘယ်အရာကြီးကိုတတ္တဝါလို့သင်စိတ်ထဲမှာယုံကြည်နေတာတော့တဲ့တကယ်ဆိုလို့ရှိရင်နေရတတ္တုပလဗ္ဗတိတတ္တဝါဆိုတာပရမတ္ထအဖြစ်ထင်ရှားမရနိုင်ဘူးမရှိဘူးတဲ့တတ္တဝါဆိုတာမရှိဘူးတဲ့ဘာတွေပဲရှိနေတော့ဘာတွေပဲဖြစ်နေတော့ဆိုရင်သုဒ္ဓသင်္ခါရပုံစောယံဒီစကားလေးကအရန်သဘောကျတယ်ကောင်းတယ်သုဒ္ဓသင်္ခါရပုံစောယံတတ္တသောသင်္ခါရတို့ရဲ့အစုအပုံကြီးပါတဲ့တတ္တဝါဆိုတာပရမတ္ထအဖြစ်ထင်ရှားမရှိဘူးတဲ့မရအပ်ဘူးတဲ့တေချာလေးနားထောင်နော်ဘယ်အရာတွေကိုသင်ကတတ္တဝါလို့ယုံကြည်နေတာလေဘာကြီးရဲ့ပုံမှာသင်ရဲ့အမြင်တွေကမှားနေတာတော့တကယ်ဆိုလို့ရှိရင်တတ္တဝါဆိုတာထင်ရှားမရှိဘူးထင်ရှားဖြစ်နေတာကတတ္တသင်္ခါရတရားတို့ရဲ့အစုအပုံကြီးပဲသုဒ္ဓသင်္ခါရပုံစောယံဒီစကားလေးကိုတိတိကျကျလေးနားရဲဆွဲအောင်မှတ်နော်သုဒ္ဓသင်္ခါရပုံစောယံနော်သင်္ခါရဆိုတာအကြောင်းတရားတို့ကြောင့်ဖြစ်နေတဲ့သဘာဝတရားသုဒ္ဓဆိုတာတတ္တတခြားဘာမှမရောဘူးပေါ့နော်ဆိုလိုတာကသင်္ခါရတရားတတ္တရဲ့ပုံစံဆိုတာအစုအပုံကြီးလို့ပြောတာဟုတ်လားအဲ့တော့သူရဲ့စကားကိုပိဋကပေါင်းတော်အောင်တို့ဘာမှနားမလည်ကြတော့မရှိဘူးနော်ဘာကိုဘယ်အရာကြီးရဲ့ပုံမှာသင်္ခါဒါကြီးကတော့တတ္တဝါကြီးပဲလို့သင်စိတ်ထဲကယုံကြည်နေတာတော့တကယ်စင်တဲ့တတ္တဝါဆိုတာပရမတ္ထအဖြစ်ထင်ရှားမရှိဘူးတကယ်ဖြစ်နေတာကအကြောင်းတရားတို့ကြောင့်ဖြစ်ပေါ်နေတဲ့သဘာဝတရားတတ်တဲ့ရဲ့အစုအပုံကြီးတာတကယ်ဖြစ်နေတာအဲ့လိုလေးပြောတာနော်အဲ့ဒါကို तू ကပို့ပြီးတော့နားလေအောင်ဥပမာပေးပြီးတော့ပြောတယ်
ထာဟိအင်္ဂတံပါတော်ဟောတိတတ္တောရထောဣတိဧဝံခန္တိတုတတ္တိတုဟောတိတတ္တောတိသမုဒ္တိဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်အင်္ဂတံပါတာအင်္ဂအစိတ်အပိုင်းတွေရှုထားလိုက်တဲ့အခါမှာဟောတိတတ္တောရထောဣတိယထာဆိုတဲ့နာမည်ဟာဖြစ်ပေါ်လာတယ်တဲ့အဲ့ဆိုဘုရားလက်ထက်ကမြင်းတို့နဲ့ဆွဲတဲ့မြင်းယထာဆိုတာရှိတယ်ဗျာခုလည်းရှိတာပါပဲအဲ့ဒီယထာဆိုတာအင်္ဂအစိတ်အပိုင်းတွေရဲ့အစုအဝေးပဲနော်ဘိန်းတစ်ဘိန်းရှိမယ်ဝင်ရိုးရှိမယ်ယထာတန်ရှိမယ်ရှေ့ကမြင်းဆွဲမဲ့နေရာကနော်တဘိုးတုံးလိုနေရာမျိုးသို့မဟုတ်နော်အင်္ဂါစိတ်ပိုင်းတစ်ခုခုရှိနေမယ်လက်ရန်တွေရှိမယ်ဘောကအမိုးတွေရှိမယ်အကားတွေရှိမယ်အခင်းတွေရှိမယ်တခုချင်းကိုတည်တည်ချာချာတွက်ကြည့်မယ်ဆိုရင်အင်္ဂါအစိတ်အပိုင်းတစ်ခုစီရဲ့နာမည်ဟာထင်ရှားတယ်သို့တော့အဲ့ဒီအင်္ဂါအစိတ်အပိုင်းတွေအလုံးစုလိုက်တဲ့အခါကျတော့ယထာဆိုတဲ့နာမည်ရလာတယ်အင်္ဂါအစိတ်ပိုင်းတစ်ခုစီကိုဖြုတ်ပြီးတော့ပုံလိုက်မယ်ဆိုရင်တော့ယထာဆိုတဲ့နာမည်ဟာပျောက်သွားတယ်ဘိန်းကိုလည်းညှိုးထိုးပြီးတော့ဒါယထာလားလို့မေးရင်ဘိန်းကလည်းတက်တက်သူ့မှာနာမည်ဘိန်းဆိုတဲ့နာမည်ရှိပြီးသားဒါပိတတို့နားလည်ပြီးသားပါဟုတ်လားယထာတစင်းရဲ့လို့ဖြစ်နေတယ်ဆိုတာလိုအပ်တဲ့အင်္ဂါအစိတ်ပိုင်းတွေပြည့်ပြည့်စုံစုံစူးစီးမိသွားတာကိုယထာတစင်းလို့ခေါ်တာတကယ်အဖြစ်ယထာဆိုတဲ့သဘာဝတတ္တထင်ရှားမရှိဘူးအင်္ဂါအစိတ်အပိုင်းတွေရဲ့အစုအဝေးပဲတကယ်ရှိတယ်ခန္ဓာကိုယ်ကြီးကိုယထာနဲ့ဥမာပေးတာနော်ဒါကနာမရူပပရိစ္ဆေဒဉာဏ်ကိုများစွာယဉ်တန်စေမှများစွာယဉ်တန်မှုရှိမှဒီစကားကိုပို့ပြီးတော့နားလည်မယ်ပေါ့တနည်းအားဖြင့်လည်းပဲဒီအကြောင်းအရာလေးတွေကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်အလွန်တန်ဖိုးကြီးမားတဲ့နာမရူပပရိစ္ဆေဒဉာဏ်ကိုယဉ်တန်စေနိုင်တယ်ပေါ့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးတဘာဝတရားတို့ရဲ့အစုအဝေးကြီးများတာဖြစ်တယ်ဆိုတာလေးကိုပို့ပြီးတော့ရှင်းအောင်သူကယထာနဲ့ဥမာပေးတာအခုခေတ်မျိုးအနေထားမျိုးဆိုရင်တော့ကားနဲ့ဥမာပေးလေရနိုင်ကောင်းတယ်ပေါ့ကားဆိုတဲ့အရာကိုအင်္ဂါအစိတ်ပိုင်းတစ်ခုစီတစစီဝက်ဦးလေးတွေနှက်လေးတွေကစဝါယာကျိုးလေးတွေကစတစစီအကုန်လုံးဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ကားဆိုတဲ့နာမည်ဟာပျောက်သွားတယ်ပေါ့စဉ်းစားနော်အကုန်လုံးဟာသူ့နာမည်နဲ့သူအသီးသီးရှိနေတယ်နောက်တစ်ချက်စဉ်းစားတရားကောင်းတာကဒီကားဆိုတဲ့ဥစ္စာကလိုအပ်တဲ့အင်္ဂါအစိတ်ပိုင်းတွေအကုန်လုံးစူးစီးမိမှပြေးနိုင်တယ်နောက်ဆုတ်နိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဆိုတဲ့အစွမ်းတတ္တိကပေါ်လာတာတစ်ခုစီခွဲခြားထားမယ်ဆိုလို့ရှိရင်ကားရဲ့အစွမ်းတတ္တိဟာမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးကဒီခန္ဓာ၅ပါးကလည်းပဲအကုန်လုံးစနစ်တကျစူးစီးနေမှသာတယ်သူ့ရဲ့စွမ်းရည်တတ္တိကထွက်လာတာပြောနိုင်တာရှုနိုင်တာလုံနိုင်တာကိုင်နိုင်တာတွေးနိုင်တာကြံနိုင်တာတခြားစဉ်းစားနော်တခုစီဖြုတ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီအစွမ်းထွက်လာတဲ့အကြောင်းမရှိဘူးဒီအချက်နဲ့ပတ်သက်ပြီးတော့ဆရာကြီးဥရွှေအောင်ရေးထားတဲ့ဘဝအကျဉ်းသားဆိုတဲ့စာမာလေးတစ်ပုဒ်ရှိတယ်အဲ့ဒါကိုကြုံလို့ရှိရင်ဖတ်ကြည့်စေခြင်းအဲ့ဒီအကြောင်းအရာကိုဆရာကြီးကဒီဘဝဒီခန္ဓာကိုကားတစ်စင်းနဲ့ဥမာပေးပြီးတော့ရေးထားတယ်အလွန်လေးနက်တဲ့အကြောင်းအရာပါပဲရောနှောခြင်းဆိုတာရှိတယ်ပေါင်းဆက်ခြင်းဆိုတာရှိတယ်ရောနှောယုံရောနှောထားတယ်ဆိုလို့ရှိရင်အစွမ်းမထွက်ဘူးတဲ့စနစ်ကျပေါင်းဆက်မှအစွမ်းထွက်တာတဲ့ဆိုကြပါစို့ကားမှာရှိတဲ့အင်္ဂါစိတ်ပိုင်းတွေကိုအကုန်လုံးဖြုတ်ပြီးတော့မိုးကခင်းကြီးပေါ်မှာအကုန်လုံးဖြန့်ချဲပြီးတော့အကုန်လုံးရောမွေထားလိုက်မယ်အဲ့ဒီပစ္စည်းအစုပုံကြီးကပြေးနိုင်လားမပြေးနိုင်ရောတော့ရောထားတာပဲနော်ဟုတ်လားဒါပေမဲ့စနစ်တကျပေါင်းဆက်ထားတာမဟုတ်ဘူးရောယုံမဲ့ရောထားတာအဲ့ဒီအင်္ဂါစိတ်ပိုင်းတွေကိုစနစ်တကျပေါင်းဆက်လိုက်မယ်ဆိုရင်သူ့နေရာနဲ့သူအဝင်ဝင်ကြတက်လိုက်မယ်ဆိုရင်တော့အဲ့ဒီကားကလိုအပ်တဲ့ပစ္စည်းအကုန်ပြည့်စုံသွားပြီဆိုရင်တက်မောင်းလို့ရတယ်အစွမ်းထွက်လာတယ်အဲ့လိုပဲဒီဘဝခန္ဓာဟာလည်းပဲအလုံးစနစ်တကျပေါင်းဆက်ထားမှသူကအစွမ်းထွက်လာရောယုံရောထားရင်တော့အစွမ်းမထွက်ဘူးတဲ့ပေါင်းဆက်ထားမှအဲ့ဒီပေါင်းဆက်မှုကနားလေဖို့အရန်ခက်တယ်ဒါကလည်းလေးနဲ့ထက်အပိုင်းလေးပြောကြည့်တော့ဘယ်နည်းနဲ့ဒီခန္ဓာကိုအစိတ်ပိုင်းတွေတဘာဝတရားအစိတ်ပိုင်းတွေကိုပေါင်းဆက်ထားတယ်လေကိလေသာတရားတွေ
နိဝရဏတရားတွေအာတဝတရားတွေယောဂတရားတွေခန္ဓာတရားတွေနော်အစီတဲ့အနေနဲ့ပေါင်းစပ်ထားတာရှိတယ်ကျိုးအနေနဲ့ပေါင်းစပ်ထားတာရှိတယ်နော်ယူစည်းမှုအနေနဲ့ပေါင်းစပ်ထားတာရှိတယ်အရက်အာတဝအနေနဲ့ပေါင်းစပ်ထားတာရှိတယ်ပူလောင်မှုအနေနဲ့ပေါင်းစပ်ထားတာရှိတယ်ပေါင်းစပ်မှုပေါင်းစပ်နေစနစ်တရားပေါင်းစပ်ထားတာအဲ့ဒီပေါင်းစပ်လိုက်တဲ့အခါကျတော့စောစောကကားပစ္စည်းတွေကိုစနစ်တရားပေါင်းလိုက်လို့ရှိရင်ကားဟာပြေးနိုင်တယ်ဆိုတဲ့အစွမ်းထွက်လာတယ်အဲ့လိုပဲဒီသင်္ခါရတရားသဘာဝတရားတွေကိုစနစ်တရားပေါင်းစပ်လိုက်တဲ့အချိန်မှာမိစ္ဆာဒိဋ္ဌိအားဖြင့်ငါဆိုတဲ့ပုဂ္ဂိုလ်တ attva သဘောကြီးထွက်လာတယ်တဲ့ဒါပေမဲ့အဲ့ဒါတကယ်မဟုတ်ဘူးတဲ့ဓမ္မသဘာဝအဖြစ်ဆိုရင်တော့ဘဝဆိုတဲ့အစွမ်းထွက်လာတယ်တဲ့ဆရာကြီးကအဲ့လိုရေးတယ်နော်ဒါကဘဂုတုတ္တပြောပြတယ်နော်စနစ်တကျပို့ပြီးတော့တိတိကျကျသိတယ်ဒါဘုံဘုံကအခုစောင်းပါနာမည်လေးပါပြောလိုက်တယ်ဘဝအကျဉ်းသားအလိုလင်းတဲ့ဆောင်းပါလေးတစ်ပုဒ်ပါပဲအဲ့ဒါကိုဖတ်ကြည့်အခုဒီမှာဝရှိတာဘိက္ခုနီမှာကဘဝခန္ဓာကိုဘာနဲ့ဥမာပေးတာတော့ယထာနဲ့ဥမာပေးတာဒုက္ခဒုက္ခကရင်တစင်းပေါ့နော်အရင်ရှုပ်ထွေးဆိုတာတိဆောက်ထားတဲ့ရင်တစင်းပဲအဲ့ဒီရင်ကမြင်းကဆွဲသွားမယ်ဆိုလို့ရှိရင်သူလည်းပြေးမယ်လွှားမယ်ပေါ့မြင်းဆွဲတဲ့နောက်ကိုလိုက်မယ်ပေါ့အဲ့လိုပဲဒကာဓမ္မတို့ဦးဇင်းတို့ဒီခန္ဓာကိုယ်ကြီးကလည်းပဲနော်စိတ်ဆွဲရကိုလိုက်နေကြတာမရှိဘူးလားရှိနေတယ်လှုပ်ရှားနေတယ်သွားနေတယ်လားနေတယ်ပြောနေတယ်ဆိုနေတယ်တော့တကယ်ကတော့ဘာလဲလို့မေးရင်သင်္ခါရတရားတို့ရဲ့အစုအဝေးအစုအပုံကြီးပဲပုဂ္ဂိုလ်တ attva ဆိုတာမဟုတ်ဘူးတဲ့အဲ့ဒါလေးကိုစနစ်တကျကိုယ့်အကိုပိုင်းခြားပြီးတော့ကြည့်တတ်ဖို့လိုတယ်ပေါ့အဘဝကိုများသောအားဖြင့်အစုအဝေးကြီး၅ခုဖြင့်စုဝေးထားတယ်လို့မြတ်စွာဘုရားမဟုတ်ဘူးလားဟုတ်တယ်နော်ရုပ်အစုအဝေးကြီးတစ်မျိုးနာအစုအဝေးကြီး၄မျိုးအစုအဝေးဆိုတဲ့စကားကိုပါဠိလိုဘယ်လိုသုံးတော့ခန္ဓာလို့သုံးတယ်ဟုတ်လားရုပ်တည်းရဲ့အစုအဝေးကိုယူဘက်ခန္ဓာယူဘက်ခန္ဓာအကြောင်းကိုလည်းပဲစနစ်တကျကိုယ့်ကိုလေ့လာဆန်းစစ်ပြီးတော့ဝေဖန်ကြည့်နောက်ဒီယူဘက်ခန္ဓာအဆောက်အဦအစုအဝေးကြီးကိုဘယ်လိုများစုဝေးထားတော့ရုပ်ဆိုတာဗမာလူရိုးရှင်းရှင်းပြောရရင်ဖောက်ပြန်တတ်တဲ့တရားလို့ဒီလိုအဓိပ္ပာယ်မရဘူးလားနော်ခုမြင်နေရတဲ့စပင်မွေးစားခြေပွားဆုံးဒီကိုယ်ကောင်ကြီးဟာဖောက်ပြန်တတ်တဲ့သဘာဝတရားရဲ့အစုအဝေးကြီးအစုအပုံကြီးပဲအဖောက်ပြန်တဲ့အရာရဲ့လို့မြုံမုံတမုံစာတောင်မပါဘူးအမြဲတမ်းဖောက်ပြန်နေတယ်ဖောက်လဲဖောက်ပြန်ခဲ့တယ်ဖောက်လဲဖောက်ပြန်နေစေဖောက်လဲဖောက်ပြန်အောင်မယ်ရက်တန်လို့မရဘူးအမြဲတမ်းဖောက်ပြန်နေတယ်အဲ့ဒီဖောက်ပြန်နေတယ်ဆိုတာလေးကိုရိုးရှင်းရှင်းလေးအပေါ်ရန်လေးနားလည်ကြည့်မိဝမ်းကောင်းကကျွတ်ထွက်လာတာကပုံလေးနဲ့အခုပုံနဲ့ဘယ်လောက်ကွာခြားသွားပြီလို့အချိန်တိုင်းဖောက်ပြန်နေတာပဲလေဟုတ်တယ်မဟုတ်လားခုလောလောဆယ်ကရက်တက်နေလားဆိုတော့ရက်တက်မနေဘူးစားထားတဲ့အစာအာဟာရတွေကိုအမြဲတမ်းခြေဖြစ်နေတဲ့အတွင်းထဲမှာတကြုံတစ်ချင်းချင်းခန္ဓာကိုယ်အစိတ်ပိုင်းတွေအမြဲတမ်းအလုံးလုံးနေတယ်ဒါမှလည်းရှင်းသတ်နိုင်မှာဟုတ်လားစပင်ပွေးလေးတွေကလည်းအမြဲတမ်းထွက်နေတယ်အရေပြားတွေကလည်းအမြဲတမ်းလဲနေတယ်လက်သေးလေးတွေဆိုလည်းအမြဲတမ်းထွက်နေတယ်ချွေးတွေရေတွေကလည်းအမြဲတမ်းထွက်နေတယ်ထဲထဲမှာသွေးတွေကလည်းအမြဲတမ်းလဲပတ်နေတယ်တကယ်ကိုအလွန်ရှုပ်ထွေးတဲ့အရှုပ်ထွေးဆုံးဆိုတဲ့စက်တောင်သူ့လောက်ရှုပ်ထွေးမှာမဟုတ်ဘူးသူကလည်းသူအကြောင်းကျိုးဆက်ပြီးတော့မလုပ်နေဘူးလုံနေကြတယ်ဖြစ်နေကြတယ်ဟုတ်ရဲ့လားအဲ့ဒါကိုကြည်ကြည်ပြင်းပြကိုယ့်ကိုတွေးတတ်ဖို့စဉ်းကျင်တတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ရုပ်အစုအဝေးကြီးကိုအမိပြုပြီးတော့နေတယ်နောက်ထပ်ဘာအစုအဝေးကြီးတွေရှိနေလဲနာအစုအဝေးကြီးတွေရှိတယ်နာအစုအဝေးကြတော့ရှုပ်ထွေးလွန်းလို့နည်းနည်းလွန်းလို့ကျေပြန့်လွန်းလို့မြတ်စွာဘုရားက၄ပုံပုံပြီးတော့တောင်းဟောရတယ်ဝေဒနာခန္ဓာဆိုပြီးတော့ခံစားမှုအစုအဝေးအလွန်နေကျပါလေခံစားမှုရဲ့တော့နေကျပုံလေးအဲ့ဆိုကြပါစို့ဓမင်းဟင်းစားတဲ့အခါမျိုးမှာအရာသာအမျိုးမျိုးတွေကွဲပြားနေတာကိုအကြောင်းပြုပြီးတော့ခံစားမှုအမျိုးမျိုးဖြစ်နေတယ်။ချင်းတယ်ဆိုတာလေးတစ်ခုတည်းမှာတော့ဘလို့ချင်းတယ်ဘလို့အနံလေးနဲ့ရောပြီးတော့ချင်းတယ်လေးလေးလေးချင်းတယ်ပေါ့ပေါ့လေးချင်းတယ်။နာမည်တက်လို့မရတော့အောင်ကိုပဲကျေပြန့်တယ်။တချို့ဝေဒနာတွေတချို့ခံစားချက်တွေကိုနာမည်တက်ဖို့မလွယ်ဘူး။ဟုတ်တယ်မဟုတ်လား။သဘာဝတရားကပြည့်ညက်တက်လို့မလွယ်တော့အောင်ကျေပြန့်တယ်နည်းနည်းတယ်ဟုတ်ရဲ့လားအရာသာလေးတစ်ခုကိုပဲစဉ်းစားမြင်တဲ့အခါမှာလည်းပဲဘလို့ရတာပေါ်လာတော့ဘာကိုမြင်တော့ဘလို့ရတာရှိတော့ပြောဖို့ခက်လိုက်တာဟုတ်ရဲ့လားဝေဒနာအဆောက်အုံကြီးလွန်းလို့ဝေဒနာကိုမြတ်စွာဘုရားကဘလို့ပြောတော့အဆူဝေးကြီးတစ်ခုလို့ဒီလိုပြောတယ်နောက်ထပ်ဘာအဆူဝေးရှိတော့တင်ညာမှတ်သားမှုအဆူဝေးဟုတ်လားမှတ်သားမှုအစုဝေးအောင်မကြည့်ဘူးလားကြည့်ရနော်အများကြီးမှတ်ထားတာပဲ
လက်ဒီစောဘုရားကြီးကတော့လိမ္မာရာတက်ကျွမ်းတာတွေကအကုန်လုံးတင်ညာတွေကြီးပဲတဲ့ငယ်တွေကစပြီးတော့တင်ထားတာအဲ့ဒါတင်ညာတဲ့မုတ်ဆိုးကလည်းမုတ်ဆိုးလျောက်တန်ဃာလည်းတန်ဃာလျောက်သူကလည်းသူအကုန်လုံးတက်ကျွမ်းထားတာလိမ္မာထားတာတိထားတာနားလည်ထားတာအဲ့ဒါတွေအကုန်လုံးတင်ညာတွေကြီးပဲတဲ့ဟုတ်လားစဉ်းစားတော့အခုလည်းပဲလူတိုင်းအသီးသီးငယ်တွေကစမိဘတွေကကြည်လာလို့ရှိရင်ခဲပင်ပန်းပန်းရှားဖွေစားတတ်မှုမပြည့်အောင်ဆိုပြီးတော့ဤမျိုးစုံနဲ့ပညာသင်ပေးထားတယ်အဲ့ဒီတက်ကျွမ်းမှုနားလည်မှုလေးတွေကိုအခြေခံပြီးတော့ရှားကြဖွေကြရတယ်လှုပ်ကြကိုင်ကြရတယ်ဘာတွေတော့တင်ညာတွေဟောဟုတ်ရဲ့လားအဲ့ဒီတင်ညာအဆောက်အုံဘယ်လောက်ကြီးလဲဆိုတာတေချာစဉ်းစားကြည့်လေကျေလေပါပဲဟုတ်တယ်မဟုတ်လားဘာလှုပ်တတ်တယ်ညာလှုပ်တတ်တယ်ဘာမလှုပ်တတ်ဘူးညာမလှုပ်တတ်ဘူးအဲ့ဒါတင်ညာတွေပဲလေလှုပ်တတ်တယ်ဆိုတာဘာလဲတင်ညာပဲလေမှတ်ထားလို့သူလှုပ်တတ်တာပေါ့ဟုတ်တယ်မဟုတ်လားတင်ညာခန္ဓာအဆောက်အုံကြီးနော်ပြီးတော့ဘာလာတော့သင်္ခါရတဲ့သင်္ခါရဆိုတာဘာလဲလွယ်လွယ်ပြောရရင်သင်္ခါရဆိုတာတုံ့ပြန်နေတဲ့သဘောပဲကောင်းတဲ့ထင်ရင်လောဘနဲ့တုံ့ပြန်တယ်မကောင်းမှုထင်ရင်ဒေါသနဲ့တုံ့ပြန်တယ်တော့စိတ်ထဲအမြဲတမ်းတုံ့ပြန်နေတယ်အဲ့ဒီတုံ့ပြန်မှုကလည်းအမြဲတမ်းသမယိုးကြသွားနေတာကောင်းတဲ့ထင်ရင်လောဘဖြစ်ဖို့ဘယ်သူမှလည်းသင်မပေးရဘူးကြိုးလည်းမကြိုးစားပါဘူးသူလောဘကဖြစ်နေတယ်ဘလောက်စိတ်ဝင်စားစရာကောင်းတော့စိတ်တို့စရာကောင်းတဲ့အာယုန်နဲ့တွေ့တာနဲ့ဒေါသတန်းဖြစ်တယ်သင်စရာမလိုဘူးကြိုးစားစရာမလိုဘူးသမယိုးကြပုံမှန်တုံ့ပြန်နေကြတယ်ပေါ့နော်အဲ့ဒီတုံ့ပြန်မှုတွေကကာယကံဝစီကံမနောကံအဖြစ်ကံရှုတော်မှာကြည့်ပြီးတော့ပြောမယ်ဆိုရင်လည်းပြောလို့မရဘူးလားရတယ်နော်အဲ့ဒီတုံ့ပြန်မှုအရှုအဝေးကြီးဟာမကြီးကျယ်ဘူးလားကြီးကျယ်တယ်သင်္ခါရခန္ဓာအဲ့ဒီဝေဒနာတင်ညာသင်္ခါရဆိုတဲ့ဒီနာခန္ဓာအရှုအဝေးကြီးလေးခုဟာအဓိကကတော့ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့တိမှုအရှုအဝေးကြီးကိုခြံရံပြီးတော့ဖြစ်ကြရတာလို့ဆိုနိုင်တယ်တိမှုဝိညာဉ်အရှုအဝေးကြီးကအခရာပဲအဓိကပဲဒါကြောင့်လက်ဒီဆိုဘုရားကြီးကရုပ်ဓာတ်တွေထဲမှာတေဇောဟာအဓိကဖြစ်တယ်တဲ့မိဓာတ်နံဓာတ်တွေထဲမှာဝိညာဉ်ဟာအဓိကဖြစ်တယ်တဲ့တိပြီးမှကျန်တာတွေဖြစ်ကြတာဒါကြောင့်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမယမနတ္တစီပတန္တိနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစာယဝအနုပါယိနိနံတရားတွေထဲမှာမနောမနဆိုတဲ့စိတ်ဝိညာဉ်ဟာခေါင်းဆောင်ဖြစ်တယ်တဲ့သူကအကြီးအကဲဖြစ်တယ်ကောင်းမြတ်တဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးနဲ့လုံးမယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေဟာအရှင်လိုက်တယ်ဥပမာကိုယ့်ရဲ့နောက်ကိုအရေးဟာအရှင်လိုက်တယ်လို့မျိုးပဲလို့ဓမ္မပဒပါဠိတော်မှာဟောတယ်ပေါ့နော်အဲ့လိုပဲဦးဇင်းတို့မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမယမနတ္တစီပဒုဋ္ဌေနဘာတတိဝကရောတိဝတတောနံဒုက္ခမနွေတိစက္ကံဝဝဟတောပဒနံတရားတွေမှာစိတ်ဝိညာဉ်ဆိုတဲ့မနောဟာခေါင်းဆောင်ဖြစ်တယ်ယုံညံ့တဲ့စိတ်နဲ့ပူလောင်ရှုပ်ထွေးတဲ့စိတ်နဲ့လုံးမယ်ပြောမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခဟာအမြဲလိုက်လိမ့်မယ်ဥပမာဝင်ဆောင်နွားလားခြေရရဲ့နောက်ကိုသူဆွဲထားတဲ့လှဲရဲ့လှဲပင်ညာကြီးကအစဉ်လိုက်နေတယ်လို့ပဲတဲ့ဒါကြောင့်နံတရားတွေထဲမှာဘယ်သူကောင်းဆောင်လဲလို့မေးရင်ဝိညာဉ်တိမှုသူလည်းအလွန်ကြီးမားတဲ့အဆောက်အဦကြီးတစ်ခုလို့သုံးတယ်ဆိုတော့ကြီးကအယောင်ဆင်းတွေကိုတီးတယ်တီးပြီးမှခံစားကြတာမှတ်သားကြတာတုံ့ပြန်ကြတာနော်အတန်မျိုးစုံကိုတီးတယ်အနတ်မျိုးစုံတီးတယ်ရတာမျိုးစုံတီးတယ်အတွေ့အထိမျိုးစုံတီးတယ်အတွေ့အကြံမျိုးစုံတီးတယ်သိတယ်ဆိုတဲ့ဝိညာဉ်ကိုအကျဉ်းများဖြင့်ဘယ်နှမျိုးပိုင်တော့6မျိုးပိုင်တယ်ပေါ့နော်ဝိညာဏတ္တ6မျိုးလို့မှတ်သားထားကြတယ်ပေါ့နော်ဓာတ်18ပါးထဲမှာဝိညာဏတ္တ6ပါးရှိဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာဘာလဲလို့မေးရင်ယထာတဇင်းလို့ကားတဇင်းလို့အင်္ဂါအစိတ်ပိုင်းတွေစနစ်တကျပေါင်းဆက်ထားတာဒါကြောင့်အစွမ်းထွက်နေတာတခုချင်းစီမှာအစွမ်းမရှိဘူးစနစ်တကျပေါင်းထားလို့လည်းအစွမ်းထက်တာပုံတော်ကရောယုံရောမှွေထားမယ်ဆိုရင်ဘာအစွမ်းမှမရှိဘူးအဲ့ဒီသဘာဝတရားကိုနားလည်အောင်ဒါတွေကိုဘာလို့တက်ဖို့လို့ဆိုအကုန်လုံးကိုဖြုတ်ဖြက်ပြီးတော့ကြည့်တတ်ဖို့လိုတယ်ဒါအယိုးရှင်းရှင်းပြောကြည့်တာနော်ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့ဖြုတ်ပြီးတော့တစသည်တဏသည်ဖြုတ်ပြီးတော့ကြည့်တတ်တဲ့နေနော်နံတရားတွေကိုတစသည်ဖြုတ်ပြီးတော့နားလည်ဖို့ဆိုတာတိတ်တော့မလွယ်ဘူးဒါလည်းပဲသတိထားမယ်ဆိုရင်တော့ဒီလိုပဲပေါင်းဆက်ပြီးတော့အကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘောလို့တော့နားလည်နိုင်ပါလေအစကတည်းကဥမာပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိဖို့အတွက်ရုပ်တရားတွေကိုတစသည်တမွသည်ဖြုတ်ပြီးတော့ကြည့်ကြည့်ပေါ့
အဲ့ဒါဆိုရင်ကိုတော်တော်လေးစိတ်ထဲမှာနာမရူပပိစေတဉာဏ်ရင့်တန်နိုင်တယ်ပုဂ္ဂိုလ်တ attva ဆိုတဲ့တက္ကာယဒိဋ္ဌိနေသွားနိုင်တယ်ပေါ့32ခုထာတာ32မျိုးလောက်ဖြုတ်ကြည့်ပေါ့ဒီခန္ဓာကိုရှက်ကြီးလဲပတ်နေတာနော်ဘယ်လိုနည်းနဲ့လဲပတ်နေလဲဒါတော့သိဖို့လွယ်နော်ဟုတ်တယ်မဟုတ်လားဇာမေမွင်းချင်းခြေလေးလက်သေးသွားရည်အသားကြောရိုးတွင်ချင်းသည်အစရှိသဖြင့်32မျိုးသောကုဋ္ဌာတဘယ်ကုဋ္ဌာတကဘလို့ပုံသဏ္ဍာန်ရှိတယ်ဘလို့အလုပ်ကိုလုပ်တယ်ခန္ဓာကိုရှင်သန်ရေးအတွက်ဘလို့အထောက်အကူပြုတယ်ဘယ်ဟာမရှိရင်တော့မဖြစ်ဘူးမရှိမဖြစ်တာကြီးပါပဲဒီရှင်သန်ဖို့အတွက်ကဘောကအုပ်ထားတဲ့အရေးပြားလေးတောင်မရှိရင်မဖြစ်ဘူးဟုတ်တယ်မဟုတ်လားတော့ဒီခန္ဓာကိုယ်ကြီးဆက်လက်လက်ပတ်ရှင်သန်မျိုးအတွက်ဒီဆောက်ထားတဲ့ရုပ်ပိုင်းဆိုင်ရာအဆောက်အဦကိုဖြုတ်ဖြက်ပြီးတော့ကြည့်တတ်မယ်ဆိုရင်တော့အများကြီးဉာဏ်နဲ့ရင့်တန်လာတဲ့အကြောင်းမရှိဘူးလားရှိတယ်အဲ့ဒါဝစီတာဘိက္ခုနီမှာပါနော်ပုဂ္ဂိုလ်တ attva ဆိုတာထင်ရှားမရှိဘူးတဲ့တက်တက်သင်္ခါရတရားတို့ရဲ့အစုအပုံကြီးဖြစ်တယ်ဥပမာအင်္ဂါရက်တွေရှုနေလို့ယထာလို့ခေါ်ရတယ်လို့မျိုးနော်တဘာဝတရားတွေရှုပေါင်းရှုထားတာကိုပဲတ attva လို့သမုတ်ကြတယ်တဲ့ဧဝံခန္တီတုတန်တီတုဟောတိတတ္တောတိသမုတိဟောဧဝံခန္တီတုတန်တီတုခန္တီတုခန္ဓာဆိုတဲ့အသုံးလုံးလေးနဲ့ပြောတယ်နော်ခုတင်လေးပဲဘုံဘုံအဲ့ဒါကို၅မျိုးပိုင်းပြီးတော့ပြောသွားတယ်ဟုတ်လားဒီခန္ဓာ၅ပါးထင်ရှားဖြစ်နေတာကိုပဲတ attva လို့သမုတ်ကြတာပါတဲ့တကယ်တကယ်တ attva ဆိုတာထင်ရှားမရှိထင်ရှားရှိတာကဘာလဲတက်တက်သင်္ခါရတရားတို့ရဲ့အစုအပုံကြီးတာထင်ရှားရှိတယ်အဲ့ဒီအမှန်တရားကိုသိတာနဲ့မသိတာနဲ့လုံးဝမတူဘူးနော်အဲ့ဒီအမှန်တရားကိုသိခြင်းဟာတက္ကာယဒိဋ္ဌိကိုအများကြီးနည်းပါးစေတယ်တက္ကာယဒိဋ္ဌိကိုနည်းပါးအောင်အများကြီးကြိုးစားရတယ်ရောက်တယ်ပေါ့ဒါကြောင့်အဲ့ဒီအတိကိုခိုင်မြဲအောင်ကြိုးစားရမယ်အဲ့ဒါဆက်ပြီးတော့နောက်ဆုံးကာထာလေးနဲ့အဲ့ဒီဝိဇိတာဘိက္ခုနီမကအလေးနဲ့ထပ်ပြီးတော့ပြောပြန်တယ်ဒုက္ခမေဝါဟိတံဘောတိဒုက္ခဒိဋ္ဌိဝေတိစနိညာတရာဒုက္ခတံဘောတိနိညာဒုက္ခနိရောဓတိတဲ့ဒီကာထာလေးကတော့ခန့်ငယ်တဲ့စာဦးဇင်းတို့အရန်သဘောကျလို့နှုတ်ထဲမှာတိုးနေတယ်ဒုက္ခမေဝါဟိတံဘောတိဒုက္ခဒိဋ္ဌိဝေတိစနိညာတရာဒုက္ခတံဘောတိနိညာတရာဒုက္ခနိညာဒုက္ခနိရောဓတိအဓိပ္ပာယ်ကဘာပြောတော့ဒုက္ခမေဝါဟိတံဘောတိဒုက္ခတွေပဲဖြစ်နေတာတဲ့ဒုက္ခတိဋ္ဌိဝေတိစတဲ့ဒုက္ခပဲတီးပြီးတော့ဒုက္ခပဲချုပ်သွားတာတဲ့နိညတရာဒုက္ခတံဘောတိနိညာဒုက္ခနိရောဓတိဒုက္ခမှတပါးတခြားဖြစ်နေတာဘာမှမရှိဘူးတဲ့ဒုက္ခမှတပါးတခြားချုပ်သွားတာလည်းဘာမှမရှိဘူးတဲ့ဖြစ်ပြီဆိုရင်တော့အဲ့ဒါဒုက္ခပဲနော်အဖြစ်တရားကိုဒုက္ခလို့ရှင်းရှင်းလင်းလင်းတုဒ္ဓမယညာယာစွဲနေအောင်မှတ်ရဘာပဲဖြစ်လာတဲ့အဖြစ်တရားဒီကောင်းမွန်တဲ့သဘောမဟုတ်ဘာကြောင့်လဲဆိုတော့ဖြစ်ပြီးရင်မုတ်ချပျက်စီးရမှာဖြစ်တဲ့အတွက်ကြောင့်ကောင်းမွန်တဲ့သဘောမဟုတ်ဘယ်ဖြစ်ချင်းမှမချီးမွမ်းတော့ဘူးဘယ်ဖြစ်ချင်းမှအထင်မကြီးတော့ဘူးပေါ့နော်အထင်သေးရမယ်လို့ဆိုလိုတာမဟုတ်အမှန်သိရမယ်လို့ဆိုလိုတာဘာကြီးဖြစ်နေတယ်လို့ပဲပြောအဲ့ဒါကိုကောင်းမွန်တယ်လို့မဆိုနိုင်ဘူးဘာကြောင့်လဲဘယ်ဖြစ်ချင်းမှမတည်မြဲလို့ပဲဟုတ်လားကောင်းတယ်ဆိုတယ်ဆိုတာကအပေါ်ယံပြောနေကြတာလို့ဆိုရင်လေတကယ်တကယ်ကောင်းကောင်းဆိုးအကုန်လုံးတူညီစွာပြီးဆုံးပြောက်ွယ်သွားတယ်ဗမာစကားပုံနဲ့ရိုးရိုးလေးပြောရရင်တော့အတူတူနဲ့အနူနူလေးကြီးပဲလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဒီပုတ်ထဲကပဲဒီပဲကြီးပဲလို့ပြောလို့လည်းရတယ်ဖြစ်လာတဲ့တရားတွေကအကုန်လုံးတူညီစွာပြောက်ွယ်သွားကြတယ်အိဋ္ဌာယုံကောင်းမြတ်တဲ့အာယုံတွေဆိုရင်တရားဓမ္မတို့ဦးဇင်းတို့တွေကအရင်ထင်ကြီးခြင်းနဲ့ပေါ့ဒါဦးဇင်းတို့လည်းဒီတိုင်းပါပဲအိဋ္ဌာယုံမကောင်းတဲ့အာယုံတွေဆိုရင်တော့အရင်အထင်သေးခြင်းနဲ့ပေါ့အထင်ကြီးခြင်းအထင်သေးခြင်းကပဲပြီးတော့ကိုယ့်ကိုနှိပ်စက်တာအမှန်မသိလို့အထင်ကြီးခြင်းအထင်သေးခြင်းဆိုတာဖြစ်လာတာဟုတ်တယ်မဟုတ်လားတကယ်တမ်းကအထင်ကြီးခြင်းအထင်သေးခြင်းဆိုတဲ့မလိုလားအပ်တဲ့စိတ်အထင်တွေစိတ်ခံစားချက်တွေကိုဖျောက်ပြစ်နိုင်ဖို့အတွက်အမှန်တရားကိုမြင်အောင်လုပ်ရမယ်ပေါ့အမှန်တရားကိုမြင်တာနဲ့ထင်ကြီးတာတွေထင်သေးတာတွေကတဖြည်းဖြည်းနဲ့နေသွားမယ်ပေါ့အဲ့တော့အမှန်တရားကဘာလဲဆိုတော့ပျောက်ပြက်သွားတဲ့သဘောပဲဟုတ်တယ်မဟုတ်လားအနိစ္စပဲเนาะအဲ့ဒါကအဓိကပဲဟုတ်လားအဲ့ဒီအနိစ္စကိုသိလို့ရှိရင်ဒုက္ခလို့ပြောတာကိုညင်းစရာအကြောင်းမရှိဘူးဒီမှမတည်မြဲတဲ့အရာကိုကောင်းတယ်လို့ဘလို့မှပြောလို့မရဘူးကိုယ့်ကိုထင်နေကြတာနော်ကောင်းတယ်ဆိုတာကဒကာမတို့ဦးဇင်းတို့ကိုယ့်ကိုပဲလှုပ်ပြီးတော့ထင်နေကြတာဟုတ်လားတကယ်ကပါလဲဆိုတော့မတည်မြဲတဲ့သဘာဝပဲဒီမတည်မြဲတဲ့သဘာဝကြီးကိုဘက်လိုက်မှုမရှိဘဲနဲ့တော့တမယိုးကြဘက်လိုက်မှုမရှိဘဲနဲ့တကယ်ကိုဦးဇင်းတို့ဓမ္မတိဋ္ဌံကြသူ့ကိုဝေဖန်မယ်ဆိုရင်ကောင်းတယ်လို့ပြောမလားဆိုးတယ်လို့ပြောမလားဆိုးတယ်လို့ပဲပြောရမယ်နော်မတည်မြဲတဲ့အရာကိုဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီမှာသူပြောတာ
ဒုက္ခမေဝဟိတံဘောတိဒုက္ခဒိဋ္ဌိဝိတိစမကောင်းတဲ့သဘာဝတွေပဲဖြစ်နေတာမကောင်းတဲ့သဘာဝတွေပဲတည်ပြီးတော့မကောင်းတဲ့သဘာဝတွေပဲချုပ်သွားတာဒုက္ခကိုမကောင်းတဲ့သဘာဝလိုပဲရိုးရှင်းရှင်းပြောလိုက်တယ်ဟုတ်လားဒုက္ခပဲဖြစ်ပြီးတော့ဒုက္ခပဲတည်ပြီးတော့ဒုက္ခပဲချုပ်သွားတာဒုက္ခမှတပါးတခြားဖြစ်နေတာဘာမှမရှိဘူးဒုက္ခမှတပါးတခြားချုပ်သွားတာလည်းဘာမှမရှိဘူးတဲ့ဒါကြောင့်ဖြစ်ပြီးဆိုရင်တော့ဒုက္ခလို့နားလည်လိုက်ဖို့လိုတယ်ပေါ့နိဗ္ဗာန်ဆိုတာမဖြစ်တရားလို့ဒီလိုပြောကြတာရှိရနော်ဒါကဦးဇင်းတို့တော့နိဗ္ဗာန်ကိုမျက်မှောက်မပြုဘူးလို့မသိပါဘူးဘုရားဆရာရှိတဲ့ရိယာသူတော်ကောင်းကြီးတွေကနိဗ္ဗာန်ဆိုတာမဖြစ်တဲ့တရားလို့ဒီလိုပြောတယ်နားလည်ဖို့အလွန်ခက်ခဲတယ်လို့ဆိုရင်လည်းနော်မဖြစ်ဘူးဆိုတော့ပြည့်စရာလည်းအကြောင်းမရှိဘူးပေါ့ခက်တာကတကယ်မှဦးဇင်းတို့တွေကဖြစ်ချင်းတရားရဲ့ပုံမှာလည်းဒုက္ခတွေဒုက္ခတွေကိုပြည့်ညက်ကြတာဆိုတော့နော်ဒုက္ခကိုလည်းဖြစ်ချင်းနဲ့ပတ်သက်ပြီးတော့မှပဲနားလေတယ်ဒုက္ခကိုလည်းဖြစ်ချင်းနဲ့ပတ်သက်ပြီးတော့မှပဲနားလေတယ်ဘာလို့မြင်ရရင်ကောင်းတယ်ဘာလို့ကြားရင်ကောင်းတယ်ဘယ်သူနဲ့တွေ့ရတော့အဆင်ပြေတယ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ပဲဒုက္ခကိုနားလေထားတာအဲ့တော့မဖြစ်တဲ့ဒုက္ခကိုနားကိုမလဲဘူးခက်တယ်နော်နားလေဖို့ခက်တယ်နော်ဒါကြောင့်သူတော်ကောင်းတရားကိုနဲ့နေတယ်ခက်ခဲတယ်လို့ပြောတာဟုတ်လားဒါပေမဲ့အခြေခံကစပြီးတော့ကျွမ်းကျင်လိမ္မာအောင်ကြိုးပမ်းရင်းနဲ့ဒီသူတော်ကောင်းတရားကိုပဲနားလည်အောင်အထောက်ကြရမှာပါဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့ဝจิตာဘိက္ခုနီမှာပြောခဲ့တဲ့စကားလေးတွေကိုအနှစ်ချုပ်မဲ့ဆိုရင်ဘာတွေ့ရတော့နာမရူပပရိစ္ဆေဒဉာဏ်ကိုအဓိကပြောတယ်ပြီးရင်ဒုက္ခသစ္စာလေးပါးကိုအဓိကသူပြောသွားတာတွေ့ရတယ်ဟုတ်လားဘာကိုတတ္တဝါလို့သင်္စီထေကယုံကြည်နေတာတော့တဲ့တတ္တဝါဆိုတာပရမတ္ထအပြင်ထင်ရှားမရှိဘူးသင်္ခါရတရားရဲ့အစုပုံကြီးမျှတာဖြစ်တယ်အင်္ဂါအစိတ်ပိုင်းတွေရဲ့အစုအဝေးကိုယထာလို့ဆိုရတယ်လို့ဒီခန္ဓာရဲ့ဖြစ်ပေါ်ခြင်းကိုပဲတတ္တဝါလို့သမုတ်ကြတာပါတဲ့တကယ်ဆိုလို့ရှိရင်ဒုက္ခပဲဖြစ်ပြီးတော့ဒုက္ခပဲတည်ပြီးတော့ဒုက္ခပဲချုပ်သွားတာဒုက္ခမှတစ်ပါးဖြစ်နေတာမရှိဘူးဒုက္ခမှတစ်ပါးတခြားချုပ်နေတာလည်းမရှိဘူးတဲ့ဒါသူပြောတဲ့စကားရဲ့အနှစ်ချုပ်ပဲမှတ်သားကြမကောင်းလားကောင်းနေရဲ့အဲ့လိုလည်းပြောလိုက်ရောမနကစိတ်ပြက်ပြီးတော့စာရဲအတိုင်းပြောရရင်တော့ဆင်းရဲပြီးတော့သူစိတ်တိုင်းမကြဘူးနော်ဆင်းရဲပြီးတော့အဲ့ဒီနားတဲ့ကွယ်ပြောင်းသွားတယ်ဒီဘိက္ခုနီကငါ့ကိုကောင်းကောင်းသိတာပဲစိတ်မချမ်းသာဖြစ်ပြီးတော့အဲ့ဒီနားတဲ့ကွယ်ပြောင်းသွားတယ်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်ဘလို့တကိုးရှိတဲ့ပုဂ္ဂိုလ်ကမှတုံ့လှုပ်ချောက်ချအောင်လှုပ်လို့မရဘူးဆိုတဲ့သင်္ကန်းစာလေးကိုလည်းပဲမှတ်သားရမယ်ပေါ့အဓိကကိုယ့်ကိုခက်ခိုင်မာမာယက်တည်နေနိုင်စေတာကိုယ့်ရဲ့အသိဉာဏ်ပဲဒါကြောင့်ဒီအသိဉာဏ်ကိုသာလည်းမြင်မအောင်တိဆောက်ဖို့အသိဉာဏ်ဖြစ်ပေါ်ကြောင်းတွေကိုပဲအဓိကတန်ဖိုးထားပြီးတော့ကြိုးစားကြဖို့အရေးမကြီးဘူးလားအရေးကြီးရနော်အသိဉာဏ်ခိုင်မာရင်ဘာကြောင့်မှတုံ့လှုပ်เสียကြောင်းမရှိနော်ဒါကဦးဇင်းတို့ဝจิตာဘိက္ခုနီမရဲ့အကြောင်းပေါ့နော်နောက်ထပ်သီလဘိက္ခုနီမရဲ့အကြောင်းကိုပြောဦးမယ်အကြောင်းအရာလေးတွေကတူတော့မြန်ပြီးသွားမယ်ထင်လို့နှစ်ပါးစာဦးဇင်းကစဉ်းစားလာတာဟုတ်လားအဲ့တော့စဉ်းစားလာမှတော့မထူပါဘူးပြောလိုက်ဦးမယ်အချိန်ကလည်းရှိနေသေးတယ်နော်အဲ့လိုပဲဦးဇင်းတို့အဲ့ဒီသုတ်တံမှာကြတော့မာနကဘလို့မေးလဲနော်ဘိက္ခုနီအရှင်မကဘလို့ဖြေလဲနော်ဟိုနေတဲ့ အကြောင်းအရာကတော့သူကအတူတူပဲနော်တော့ဥထဲမှာစိညာရချင်းကပ်ပြီးတော့တရားဘာဝနာအလုံးနဲ့ပြောမွေ့နေတဲ့အဲ့ဒီတေလာဘိက္ခုနီအရှင်မတွေကိုမာနကစောစောကလိုပဲရောက်လာပြီးတော့နှောက်ယှက်ပေးတာပေါ့အဲ့ဒါဦးဇင်းတို့တက္ကထာဘဂတန်ယုတ်ပါဠိတော်ထဲမှာဘိက္ခုနီတန်ယုတ်ဆိုပြီးတော့ဘိက္ခုနီမတွေရဲ့အမှန်နဲ့တွေ့ကြုံရတာကိုအခြေခံပြီးတော့ပြောထားတဲ့စကားတွေကိုမှတ်တမ်းတင်ထားတာနော်အဲ့ဒီသုတ္တမှာကြတော့မာနကတေလာဘိက္ခုနီမကိုဘယ်လိုပြောတော့ကေနိဒံပကတံဗိမာကွာနုဗိမတ္တကာရကောကွာနုဗိမာသမုပ္ပန္တာကွာနုဗိမာနိရောဓတိတဲ့သောသောကမေခွန်းနဲ့အဓိပ္ပာယ်အားသိပြီးတော့မချာနာဘူးအဓိပ္ပာယ်ကဘယ်လိုပြောတော့ဆိုတော့ဣဒံဗိမာဟောဒီအယုတ်ကိုကေနအဘယ်သူကပကတံပြုထားလေတဲ့နော်ဒီခန္ဓာကိုယ်ကိုအယုတ်လို့ပြောတာလေးကိုတော့ဥဒ္ဒရာသဘောကျဗိမာအယုတ်ဟုတ်လားအခုခေတ်အနေနဲ့ဆိုရင်ဒါလေးကပိုးပြီးတော့ကြည်ပြင်းပြင်းစဉ်းစားကြရကောင်းနော်ဆီလီကွန်တွေနဲ့လူယုတ်ကလေးတွေလောက်ထားတာမရှိဘူးလားရှိရတော့တော်တော်ကိုတူအောင်ဒါဟိုလူတယောက်ရဲ့ဖြည့်ဆည်းမှုမျိုးနဲ့တတ်နိုင်တဲ့များဖြည့်ဆည်းနိုင်တဲ့အဆင့်ထိရောက်အောင်လှုပ်ထားနိုင်ကြတယ်လို့ဆိုရဲအော်စရာပဲဒါပေမဲ့အဲ့ဒါပါလေအယုတ်ပဲလေဟောအယုတ်လို့သိတဲ့အခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခန်းစားချက်ကဘာမှမလေးနက်ဘူးဟုတ်တယ်မဟုတ်လား
အဲ့ဒီအယုတ်ကြီးခေါင်းပြက်ပြီးတော့ပြတ်တက်ထွက်သွားလို့ပျက်စီးသွားလည်းပဲစိတ်ထဲမှာဘာမှမဖြစ်ဘူး။ဘာလို့ဆိုအဲ့ဒါကအယုတ်ပဲလေ။ဟုတ်တယ်မဟုတ်လား။တကယ်လို့သာလူတယောက်ကိုရှိမှခေါင်းပြက်တော့ကြသွားတယ်ဆိုဘယ်လိုနေမလို့။အရန်တုံလို့ခြောက်ချသွားတယ်။ဘာလို့ဆိုကိုယ်စိတ်ထဲကအဲ့ဒါကိုအယုတ်လို့မမြင်နိုင်ဘူး။ဒါကိုကျတော့ဘယ်လိုမြင်တော့တတ္တဝါလို့မြင်တယ်နော်။အဲ့ဒီခြားနာချက်ကလေးကိုအစဉ်ကတွေးစီနေတာဟုတ်လား။အယုတ်လို့မြင်တဲ့အခါမှာခံစားချက်ကအယံပေါ့ပါလေတတ္တဝါလို့ထင်တော့ခံစားချက်ကအယံကိုလေးသွားတယ်အဲ့တော့ဒီနေ့မှာတတ္တဝါဆိုတာကပရမတ္ထအဖြစ်တာထင်ရှားမရှိတာသမုဒိသစ္စာအဖြစ်တော့ရှိတယ်နော်အဖေဆိုတာရှိတယ်အမေဆိုတာရှိတယ်သားသမီးဆိုတာရှိတယ်လင်ယောက်ျားဆိုတာရှိတယ်ဇနီးမယားဆိုတာရှိတယ်ဒါတွေပယ်လို့ရှိရင်အဲ့ဒါငရဲသွားတတ်တယ်ဗျတို့ချိုးကနော်လေတွေကြီးပြီးတော့အဲ့ဒါတွေကိုပြစ်ပယ်ကြတာတွေရှိတယ်ဟုတ်လားပရမတ္ထသဘောအားတွေကိုသူတို့သဘောပေါက်တယ်ဆိုတဲ့အနေနဲ့ရုံရင်နောက်ဆုံးအယူတွေပါတွေမှားသွားတာတောင်ရှိတယ်ဟုတ်လားအဲ့ဒါပုဂ္ဂိုလ်တ attva မရှိဘူးဆိုတာကပရမတ္ထအပြင်ထင်ရှားမရှိဘူးဆိုတာကိုရည်ပဲပြောတာသမုဒိသစ္စာအပြင်တော့ရှိတာပေါ့ဂုံကြီးတယ်ဂုံငယ်တယ်ဒါကအဖေဒါကအမေဒါကကျေးဇူးရှိတယ်ဒီလူကကျေးဇူးမရှိဘူးအစရှိသဖြင့်အကုန်လုံးပုဂ္ဂိုလ်တ attva ဆိုတဲ့အနေနဲ့ပြောကြဆိုကြရတာဟုတ်တယ်မဟုတ်လားအေးအခုဒီမှာသူကခန္ဓာ၅ပါးဒီဟာကိုအယုတ်လို့သုံးတယ်စောတလုံးကဝိဇိတာဘိက္ခုနီမကိုကြတော့တတ္တဝါဆိုတဲ့အသုံးနှုန်းနဲ့မေးတာအခုဒါကြတော့ဘယ်လိုသုံးတော့အယုတ်လို့သုံးတယ်နော်ကိဏိတံပကတံဗိမာန်ကွန္တုဗိမတ္တကာရကောတဲ့ဗိမတ္တဟောဒီအယုတ်ကိုတဲ့ကာရကောပြုတ်ထားတဲ့ပုဂ္ဂိုလ်ကကွန္တုဘယ်သူတော့တဲ့ဘယ်သူလောက်ထားတာတော့တဲ့ဒီအယုတ်ကလေးကိုဘယ်သူလောက်ထားတာတော့တဲ့ဒီအယုတ်ဆိုတာဘာပြောတာတော့ဒီဟောခန္ဓာကိုပြောတာနော်ဟုတ်တယ်ကဓမ္မလူကြီးရဲ့ခန္ဓာကိုပြောတာနော်ဒီအယုတ်ကဘယ်သူလောက်ထားတာတော့ဒီအယုတ်ကိုလောက်တဲ့လူကဘယ်သူတော့တဲ့ကွန္တုဗိမာန်သမုပ္ပန္နကွန္တုဗိမာန်နိရောဓတိတဲ့နော်ဒီအယုတ်ကဘာကြောင့်ဖြစ်လာတာတော့ဒီအယုတ်ကဘာကြောင့်ချုပ်သွားတာတော့တဲ့စဉ်းစားရကောင်းတယ်နော်အမှန်နဲ့တောင်ကျေးဇူးတင်ရမလို့ရှိတယ်နော်သူချက်ချက်ပေါက်ပေါက်မေးလို့ဟောဖြေလို့ကျွတ်တို့မဲ့သိရတာဟုတ်လားဒီအယုတ်ကိုဘယ်လိုလုပ်ထားတာတော့ဒီအယုတ်ဘာကြောင့်ပြက်သွားတာဒီအယုတ်ဘာကြောင့်ဖြစ်လာတာတော့တဲ့နော်သူမေကွန်ကစောသောမေကွန်နဲ့တစ်ထပ်သေးလို့တောင်ဆိုလို့ရပါတယ်ဟုတ်လားအဲ့တော့သောသောကဝရှိတာဘိက္ခုနီမကတော့နာမရူပပရိစ္ဆေဒဉာဏ်အမြင်ရှုတော့ကနေပြီးတော့ထင်ရှားအောင်ပြောတယ်အခုဒီမှာသေလာဘိက္ခုနီမကတော့ပစ္စယပရိက္ခဉာဏ်ရှုတော့ကနေကြည့်ပြီးတော့ပြောတယ်လို့အစဉ်စိတ်ထဲမှာခံစားရတယ်ပေါ့နော်သူအကြောင်းအကျိုးသဘောနဲ့ကပ်ပြီးတော့ပြောတာဟုတ်တယ်အဲ့လိုလဲပြောကြကောင်းတယ်သူမေးတာဒါဘယ်သူလောက်ထားတာတော့မေးတာကိုဒီအယုတ်ကိုဘယ်သူလောက်ထားတာတော့ဒီအယုတ်ကဘာကြောင့်ဖြစ်လာတာတော့ဒီအယုတ်ကဘာကြောင့်ချုပ်သွားတာတော့ဘာကြောင့်ဆိုတဲ့နော်မေကုံကအကြောင်းတရားကိုရှာဖွေရမရောက်ဘူးလားအဲ့အကြောင်းတရားကိုရှာဖွေရရောက်လို့ तू ကအကြောင်းတရားနဲ့တကွာပြောတာဟုတ်လားအဲ့ဒါပစ္စယပရိက္ခဉာဏ်ဘာကြောင့်ဖြစ်တယ်ဆိုတာကို तू ပြောလိမ့်မယ်နော်ဒီဖြစ်ခြင်းတရားဟာဘာကြောင့်ဖြစ်တယ်ဆိုတာပြောလိမ့်မယ်နော်အဲ့တော့မေကုံကိုကလည်းပဲပစ္စယပရိက္ခဉာဏ်အနေထားကနေဖြေလို့ရှိရင်ရှင်းလင်းနိုင်တဲ့မေကုံလို့လည်းဆိုနိုင်တယ်ပေါ့နေယိတံအတ္တကတံဗိမာန်နေယိတံပရကတံအခံဟေတုံပရိစ္ဆတံဗုဒ္ဓဟေတုပင်ကနိရုစတိတဲ့ဟောဒီကထာလေးလည်းကောင်းတယ်နော်နေယိတံအတ္တကတံဗိမာန်ဒီအယုတ်ကိုငါလှုပ်ထားတာလည်းမဟုတ်ဘူးတဲ့နော်ဆိုလိုတာငါဘဝကြီးငါလှုပ်ထားတာမဟုတ်ဘူးလို့ဆိုခြင်းတာနော်နေယိတံပရကတံအခံနော်ဒီအယုတ်ကိုသူတစ်ပါးလှုပ်ထားတာလည်းမဟုတ်ဘူးတဲ့ငါလှုပ်တာလည်းမဟုတ်ဘူးသူလှုပ်တာလည်းမဟုတ်ဘူးတဲ့ဒီနေ့မှာငါဆိုတာကပုဂ္ဂိုလ်တ attva အနေကိုရည်ညွှန်းတာနော်ဒီဥစ္စာကနည်းနည်းရှင်းအောင်ပြောဖို့တော့လိုတယ်နော်ကိုလှုပ်ထားတာမဟုတ်ဘူးဆိုရင်အရင်ဘဝကိုလှုပ်ထားတဲ့ကံတရားအနေနဲ့နော်အဲ့လိုလိုပြောကြပြီဆိုရင်တော့ဒါကိုလှုပ်ခဲ့တဲ့ကံတရားလို့ဒီလိုသုံးနှုန်းကြရတာဟုတ်လားဒီနေရာမှာရည်ညွှန်းတဲ့ငါရဲ့အဓိပ္ပာယ်ကတစ်မျိုးနော်ကောင်းတာကိုငါလှုပ်ရင်ငါပဲခံစားရလိမ့်မယ်မကောင်းတာကိုငါလှုပ်ရင်ငါပဲဆင်းရဲလိမ့်မယ်ကောင်းတာကိုငါလှုပ်ရင်ငါပဲချမ်းသာလိမ့်မယ်ဆိုတဲ့နေရာမှာရည်ညွှန်းတဲ့ငါကတစ်မျိုးနားလည်ဖို့လိုတယ်နော်ဒီနေ့မှာဒီအယုတ်ကိုအတ္တကတံငါလှုပ်ထားတာမဟုတ်ဘူးတဲ့နော်နအတ္တကတံငါလှုပ်ထားတာမဟုတ်အဲ့ဒါလိုပဲနပရကတံတပါးသူတွေလှုပ်ထားတာလည်းမဟုတ်ဘူးတဲ့ဆိုလိုတာကပုဂ္ဂိုလ်တ attva ဆိုတာကိုထင်ရှားမရှိတဲ့အတွက်ကြောင့်ငါဆိုတာကိုထင်ရှားမရှိတဲ့အတွက်ကြောင့်သူဆိုတာကိုထင်ရှားမရှိတဲ့အတွက်ကြောင့်ငါလှုပ်တယ်သူလှုပ်တယ်လို့ဘယ်လိုမှပြောလို့မရအောင်ဆိုကြပါစို့ဒီဓမ္မတို့အချင်းတွေကငါလို့ဆွဲတာကနော်ဒီကိုယ့်ရဲ့ခန္ဓာကိုယ်လို့သမုတ်ထားတဲ့ဒီအစုဝေးကြီးကိုငါလို့ဆွဲတာတခြားခန္ဓာအစုဝေးကြီးကိုကြတော့ဘယ်လိုဆွဲတော့သူလို့ဆွဲတယ်ပေါ့နော်
တကယ်တမ်းကဒီခန္ဓာ၅ပါးပဲဖြစ်ပေါ်နေတာငါဆိုတာဖြစ်နေတာလည်းမဟုတ်သူဆိုတာဖြစ်နေတာလည်းမဟုတ်ဒါကြောင့်ငါလှုပ်ထားတယ်လို့ပြောလို့မရတယ်လို့သူလှုပ်ထားတယ်လို့ပြောလို့လည်းမရဘူးတဲ့ဘာကြောင့်ဒါကြီးဖြစ်လာတယ်လို့ဘာကြောင့်ဒါကြီးချုပ်သွားတာတော့ဟေတုံပရိစ္ဆတံဗုဒ္ဓဟေတုဘင်္ဂနိရုစတိနော်အကြောင်းတရားကိုဆွဲပြီးတော့ဖြစ်လာတာပါတဲ့အကြောင်းတရားချုပ်သွားတော့ဒါကြီးလည်းချုပ်သွားတာပါပဲတဲ့သူအကြောင်းတရားလို့အဲ့ဒီထဲမှာသူကတခါတည်းဖြစ်ချင်းရဲ့အကြောင်းတရားကိုခြုံပြီးတော့ပြောလိုက်တာပေါ့ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတာနော်အဲ့တော့ဖြစ်เสียအကြောင်းကဘာလဲလို့မေးရင်ဒကာဓမ္မတို့နားလည်ထားပြီးသားကံစေဥတုအာဟာရပေါ့နော်အယံထင်ရှားတာကစပြီးတော့စဉ်းစားကြည့်ခြင်းနဲ့ဆိုရင်အာဟာရကိုစဉ်းစားကြည့်တဲ့နဲ့အဲ့ဒါဓမ္မတို့ဦးဇင်းတို့အခုရှင်းနေတာစားတော့ဝါမျိုးထားတဲ့အာဟာရဓာတ်ကလေးကိုအမိပြုပြီးတော့ရှင်းနေတာအဲ့ဒါကိုအကြောင်းခံပြီးတော့ရှင်းနေတာဖြစ်နေတာအဲ့လွန်ခဲ့တဲ့9ရက်လောက်ကစပြီးတော့ဘာမှရေကားစမဒီပိုက်ထဲကိုမထည့်ခဲ့ဘူးအရေးတွေအဖက်တွေဘာမှမထည့်ခဲ့ဘူးဆိုရင်ဒီအချိန်မှာဒီလိုဘလို့မှနေလို့မရဘူးဟုတ်တယ်မဟုတ်လားအကြောင်းတရားကြောင့်ဖြစ်နေတာဆိုတာအလွန်ထင်ရှားတယ်ပေါ့နော်ဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကကိုယ်စွမ်းနဲ့ကိုယ်ရက်တည်နေတယ်လို့ထင်နေကြတာကြီးပဲဒါဦးဇင်းတို့လည်းဒီတိုင်းပဲတက္ကာဒိဋ္ဌိတန်းလန်းနဲ့နေတာဆိုတော့ငါအစွမ်းနဲ့ငါရက်တည်နေတာလို့ထင်နေတာအမှန်ကငါရက်တည်နေတာလားအာဟာရကိုအကြောင်းခံပြီးတော့ဖြစ်နေတာလားအာဟာရကိုအကြောင်းခံပြီးတော့ဖြစ်နေတာပြောရင်ဒီမြင်နေရတဲ့ရုပ်အစုဝေးကြီးကိုပါစအာဟာရတကပြောင်းလဲလာတဲ့အစုဝေးကြီးလို့ပြောမယ်ဆိုတော့ပြောလို့မရဘူးလားပြောလို့ရတယ်နော်ဒါပေမဲ့ဒီပုံစံကလေးဒီရုပ်ရည်ကလေးဒီလိုအနေထားလေးကျမ်းမာရေးအခြေအနေရုပ်ရည်အခြေအနေဒါတွေကတော့ဘယ်တိုင်းတာထိရှင်းသန်းနေရတယ်ဆိုတဲ့အခြေအနေဒါတွေကတော့ကံတရားပေါ်မှာအဓိကအကြောင်းခံတယ်ပေါ့ဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့ရုပ်ရည်ကိုကိုရွေးချယ်ခွင့်ရှိသလားသူဟန်ဒီတဲ့အတိုင်းခံရတာနော်စဉ်းစားကြည့်နော်အခုမကြိုက်လို့ဘာမှပြောင်းလို့မရဘူးဟုတ်တယ်မဟုတ်လားဒီအခုဒီဘဝဒီရုပ်ရည်ဒီအနေထားကအရင်ဘဝကမေတ္တာတတ်တွေအားကောင်းတဲ့ကံတရားကိုအခြေခံခဲ့မယ်ဆိုရင်ကြည်ပြောရှိပြောရှိမယ်ပေါ့နော်ဒေါသတတ်တွေစွတ်ဖက်လာတဲ့ကံတရားကိုအခြေခံခဲ့မယ်ဆိုရင်တော့ရုပ်ဆိုးလေးဖြစ်မယ်ပေါ့ဟုတ်တာဒါပဲလေဒါလည်းပဲအကြောင်းတရားပေါ်မှာမူတည်တာပဲဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကအကုန်လုံးကိုယ်စွမ်းလို့ထင်နေကြတာနော်တကယ်တမ်းကကံစွမ်းစိတ်စွမ်းဥဒုစွမ်းအာဟာရစွမ်းဒါကိုမိပြုပြီးတော့ဖြစ်ပေါ်နေကြတာအဲ့တော့အကြောင်းကိုဆွဲပြီးတော့ဖြစ်နေတယ်အကြောင်းချုပ်လို့ရှိရင်ဒါကြီးချုပ်သွားတယ်နော်ဒီအယုတ်ဟာအကြောင်းကိုဆွဲပြီးတော့ဖြစ်နေတယ်ဒီအယုတ်ဟာအကြောင်းချုပ်ရင်ချုပ်သွားတယ်လို့ပြောတဲ့စကားကိုအခြေတဝတ်စဉ်းစားတတ်ဖို့စဉ်းကျင်တတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါကိုဦးဇင်းတို့အခြေတဝတ်ပြောရမယ်ဆိုရင်တော့ဘာကိုပြောလဲဆိုပရိစ္ဆေသမုပ္ပါဒေသနာကိုပြောစရာရှိတယ်ပေါ့နော်ပရိစ္ဆေသမုပ္ပါအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏသူကတော့အယံကိုနဲ့နေတဲ့နော်အကြောင်းအကျိုးကိုပြောတဲ့နေရာမှာအလွန်မှစိတ်ဆက်တဲ့တေချာတဲ့နားလည်ဖို့လည်းပဲအများကြီးကြိုးစားအထောက်ဖို့လိုအပ်တဲ့ဒေသနာတော်တစ်ခုပေါ့အဲ့ဒါကိုနားလည်ခြင်းအဖြစ်ရရှိမဲ့အကျိုးကျေးဇူးကလည်းအလွန်တရာမှကြီးမားတယ်လို့ဆိုရမယ်ဦးဇင်းတို့လေဒီဆိုတော့ဘုရားကြီးရေးတဲ့ပရိစ္ဆေသမုပ္ပါဒိပိနိဆိုတာရှိရနော်အဲ့မှာဆိုကြီးဟာတက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုထူးခြားတဲ့ကိလေသာလို့ဒီလိုသုံးတယ်နော်သူ့ကိုတေချာပေါက်ကြောက်ဖို့အတွက်သူ့ကိုဖေရှားဖို့အတွက်ဒီပရိစ္ဆေသမုပ္ပါဒိပိနိကိုစီရင်မယ်ဆိုတော့ဆိုကြီးကအဲ့လိုလေးရေးတယ်နော်ထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာတဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့ဒီတက္ကာယဒိဋ္ဌိနဲ့ယုံမတန်တရားအမျိုးမျိုးဒီဝိသိကိစ္စသည်အလွန်အရေးပါတဲ့ကိလေသာတရားပဲပြောရရင်သူ့ကိုပယ်နိုင်ပြီဆိုရင်ကျန်တဲ့ကိလေသာတွေကပြီးရင်တစနဲ့အကုန်လုံးအရင်လဲရင်အဖျားထင်ဖြစ်ရဒါနားလဲဖို့လိုရနော်ဆိုကြပါစို့သောတပတိမဉ္ဇဉ်ရလို့ပုံညာမဉ္ဇဉ်ပုံညာရလို့တက္ကာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်ပြီဆိုရင်ကျန်တဲ့ကိလေသာတွေတော့ကျန်သေးတာမှန်တယ်သို့တော့ဘယ်လောက်ကြာအောင်အဲ့ဒီကိလေသာတွေဆက်ပြီးတော့ဖြစ်ခွင့်ရှိမလဲဘယ်လောက်မှမကြာတော့ဘူးနော်ကာမဘုံမှာအနည်းဆုံးအများဆုံး9ဘဝနေပြီးရင်ဒါအကုန်လုံးဇေယျပြတ်အဲ့တော့တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုထူးခြားတဲ့ကိလေသာတရား2ပါးလို့ပြောတာပြောလိုက်တယ်အဲ့တော့အဓိကကိလေသာကိုပယ်တတ်ဖို့ကြိုးစားတဲ့နေရာမှာအဲ့ဒီငါဇွဲဆိုတဲ့အလွန်မှားယွင်းတဲ့တက္ကာယဒိဋ္ဌိကိုဥတည်ပြီးတော့ပယ်တတ်နိုင်အောင်ကြိုးပမ်းကြရမယ်ဒါလိုရင်းမယ်နော်သူမရှိဘူးဆိုလို့ရှိရင်လောဘကလည်းတိတ်ကြောက်စရာမရှိဘူးဒေါသကလည်းတိတ်ကြောက်စရာမရှိဘူး။အော်ဆိုအပေလေးပါးကြတဲ့အထိမောဟကလည်းအဲ့လောက်မမိုက်တော့ဘူး။တက္ကာဒိဋ္ဌိသာမရှိတော့ဘူးဆိုရင်မောဟကလည်းအပေလေးပါးကြတဲ့အထိမိုက်မဲတဲ့အလုပ်တွေကိုလုပ်ဖို့မတိုက်တွန်းနိုင်တော့ဘူး။လောဘကလည်းပဲအပေရောက်တဲ့အလုပ်တွေကိုလုပ်ဖြစ်သည့်အထိတော့
ဆွဲမဲ့မှုတွေမဖြစ်တော့ဘူးဒေါသကလည်းပဲဘလောက်ကြီးပါလဲပြောအပေကြလောက်အောင်ထိတော့သူမပေါက်ကွဲတော့လောဘဒေါသမောဟတော့ရှိသေးတယ်သို့တော့တက္ကာဒိဋ္ဌိကိုလာပေးနိုင်မယ်ဆိုရင်အဲ့ဒီလောဘဒေါသမောဟကအလွန်အားပြော့သွားပြီအပေလေးပါးပို့နိုင်တဲ့အထိစွန့်ရည်မရှိတော့ဘူးအပေလေးပါးရောက်တည်တည်ဒီခန္ဓာယထာကိုသူမမောင်းနိုင်တော့သူ့ရဲ့အားအဲ့လောက်မရှိတော့ဘူးဟုတ်လားဒါကြောင့်တက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စကိုဘာလို့ဖို့လို့တော့ပြစ်မှတ်ထားပြီးတော့ခင်မိတဲ့စကားလေးနဲ့ပြောရသူ့ကိုပြစ်မှတ်ထားတဲ့တယ်နော်သူ့ကိုတိုက်ခိုက်ဖို့လိုတယ်ပေါ့ဘယ်နည်းနဲ့တိုက်ခိုက်မလို့စောစောကပြောခဲ့တဲ့နာမရူပပရိစ္ဆေဒဉာဏ်ရှိတယ်အခုပြောနေတဲ့ပိစ္ဆေယပရိက္ခဉာဏ်ရှိတယ်စောစောကနာမရူပပရိစ္ဆေဒဉာဏ်လေးကလည်းအာကိုတဲ့တယ်နော်ပုဂ္ဂိုလ်တ attva ဆိုတာထင်ရှားမရှိဘူးတက်တက်သင်္ခါရတရားရဲ့အရှုပုံကြီးဖြစ်နေတာလို့ပြောခဲ့တာအခုပြောနေတာတော့ဘယ်လိုပြောတာတော့ဒီအယုတ်ကိုငါလှုပ်ထားတာလည်းမဟုတ်သူလှုပ်ထားတာလည်းမဟုတ်အကြောင်းကိုဆွဲပြီးတော့ဖြစ်နေတာအကြောင်းချုပ်တာနဲ့ချုပ်သွားတာပဲလို့ပြောတာအလွန်ရှင်းတဲ့စကားတွေနော်ဒီအယုတ်ကိုငါလှုပ်ထားတာမဟုတ်ဘူးသူများလှုပ်ထားတာလည်းမဟုတ်ဘူးတဲ့အကြောင်းကြောင့်ဖြစ်နေတာအကြောင်းချုပ်တာနဲ့ဒီအယုတ်ချုပ်သွားလိမ့်မယ်အဲ့တော့သီလဘိက္ခုနီမှာပြောတဲ့စကားလည်းမှတ်သားစရာကောင်းတယ်နော်အဲ့ဒါကိုဆက်ပြီးတော့သူကလည်းဥမာလေးနဲ့ပြောတယ်နော်အရိယာဖြစ်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာဥပမာပါပိုးပြီးတော့မြန်ကျွမ်းကျင်နေသလားမသိလို့ဦးဇင်ကစဉ်းစားကြည့်ဟုတ်တယ်ဥပမာနဲ့ပြောနိုင်တယ်ဆိုတာတခုခုကိုထက်ထဲဝင်ဝင်နားလည်ထားတယ်ဆိုရင်သူကဥပမာတွေကခေါင်းထဲမှာအလိုလိုထွက်လာတယ်လို့ဆိုချင်တယ်ဟိုတလောကမန္တလေးကဆရာကြီးဒေါက်တာဦးစိုးလွင်ဆိုတာရှိတယ်အဲ့ဒါဘုံဘုံတွေရောက်လာဘုံဘုံနဲ့တွေ့တယ်အဲ့ဒီဆရာကြီးကတရားဟောလဲအလွန်ကောင်းတယ်သူတရားကိုကြိုက်တဲ့လူတွေလည်းအလွန်များပါတယ်အဲ့သူကဘာပြောလို့ဆိုတော့သူအနတ္တဉာဏ်မြင်ပေါက်တယ်ပေါ့နော်ပြောတော့သူပြောတဲ့စကားထဲမှာထူးခြားတာတစ်ခုကသူနားလေသွားတဲ့အခါမှာဘလို့လူတယောက်ကိုဘလို့နားလေအောင်ပြောရမလဲဆိုတဲ့နီလန်းတွေပါသူနားလေသွားတယ်သူကသူအံ့ဩမိတယ်ဥမာတွေကအလိုလိုထွက်လာတယ်ခေါင်းထဲကပေါ့တခုခုပြောမယ်ဆိုလို့ရှိရင်ဥမာကအလိုလိုထွက်လာတယ်ဥမာနဲ့ပြောလိုက်တဲ့အခါမှာအရန်ရှင်းသွားတယ်နားထောင်ရတယ်လို့ကဒါပါရမီတစ်မျိုးလို့ထို့နိုင်တယ်ပေါ့နော်ဟောဒီနေရာမှာဦးဇင်းတို့အရိယာဖြစ်သွားမှဥမာနဲ့ပြောတတ်တယ်လို့ဆိုလိုတာကတော့ဟိုတရတိဆိုလိုတာတော့မဟုတ်ပါဘူးတချို့ပုထုဇဉ်ဘဝနဲ့ဉာဏ်ကြီးကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိရပဲလေဘုဒ္ဓတကျေပြည့်တဲ့ပုဂ္ဂိုလ်တွေဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေပြောရည်ဆိုရည်မြင်မာတဲ့လူတွေလူတယောက်ကိုနားလည်အောင်ဘယ်လိုချပြလိုက်ရမလဲဆိုတာကိုကြွကျင်တဲ့ပုဂ္ဂိုလ်တွေရှိရပဲလေဟုတ်လားဒါတယောက်နဲ့တယောက်ပါရမီမတူကြဘူးပေါ့ဟုတ်လားအခုဒီမှာလည်းပဲဝရှိတာဘိက္ခုနီမကတော့နာမရူပပရိစ္ဆေဒဉာဏ်ရှုတော့ယထာတစင်းနဲ့ဥမာပေးပြီးတော့ပြောတာတေလာဘိက္ခုနီမကတော့အကြောင်းအကျိုးသဘောကိုသူကဘယ်လိုပြောလို့ဆိုတော့မျိုးစေ့ကနေတစ်ပင်ကလေးဖြစ်လာတာကိုသူကဥမာပေးတယ်အစိတ်ဝင်စားကြရပဲနော်အကုန်လုံးကကိုလက်လှမ်းပြီးတဲ့အကြောင်းအရာတွေကြီးပဲဟုတ်တယ်မဟုတ်လားအေးယထာအညတတံပိဇံခိတံဟုတ်တံဝိရုဟတိပထဝီယရတင်္စမာကမ္မပထဝီရတ္တင်္စာကမ္မတိနေဟင်္စတတုဝယံတစုံတစ်ခုသောမျိုးစေ့ဟာတဲ့နော်ဒီမြေကြီးပေါ်မှာပေါက်ပြီးတော့ကြီးပွားလာတယ်တဲ့တစုံတစ်ခုသောမျိုးစေ့နော်မြေကြီးပေါ်မှာကျပြီးတော့သူကြီးပွားလာတယ်ပေါက်လာတယ်အဲ့ဒါဘာကြောင့်ပေါက်လာတာလဲဆိုလို့ရှိရင်ပထဝီရတ္တင်္စာကမ္မမြေကြီးထဲမှာရှိတဲ့ဩဇာဓာတ်ဒီဩဇာဓာတ်လေးကမျက်စိနဲ့မြင်ဖို့လွယ်တဲ့ကိစ္စမဟုတ်မြေကြီးထဲမှာရှိနေတဲ့ဩဇာဓာတ်ပြီးတော့တိနေဟင်္စအစူဓာတ်အစေဓာတ်အဲ့ဒီဓာတ်နှစ်ခုကိုတတူပယံဥပယဆိုတာနှစ်ခုပေါ့နော်မြေကြီးထဲမှာရှိတဲ့ဩဇာဓာတ်ရဲ့အစူဓာတ်အစေဓာတ်ရဲ့အဲ့ဒီဓာတ်နှစ်ခုကိုအစွဲပြုတ်ပြီးတော့အဲ့ဒီမျိုးစေ့လေးကအညွန့်ညောင်းထွက်ပြီးတော့အပင်ကြီးပေါက်လာတာတဲ့ဟုတ်လားအဲ့လိုပဲဒီအယုတ်ကလည်းပဲအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်လာတာအကြောင်းတရားမရှိတာနဲ့ချုပ်တာနဲ့အယုတ်လည်းပြတ်သွားရောဟုတ်လားဒီယုတ်ကိုငါလုပ်တယ်လို့ပြောလို့မရတယ်လို့သူလုပ်တယ်လို့ပြောလို့မရဘူးစောစောကတစ်ပင်လေးကိုဘယ်သူလုပ်တယ်လို့ပြောမလို့ဘယ်သူလုပ်တာတော့လို့ပြောမယ်မေးမယ်ဆိုရင်ဘယ်လိုပြောမလို့အဲ့ဒီမျိုးစီလေးကနော်မြေကြီးထဲမှာရှိတဲ့ဩဇာဓာတ်ရဲ့အဆိုးဓာတ်စေးဓာတ်ရဲ့နဲ့တွေ့ပြီးတော့ဖြစ်သွားတာပဲလေဒါကိုဘယ်သူလုပ်တယ်လို့ပြောလို့မရဘူးဒါတော့မှတစ်ခါလေဦးဇင်းကစဉ်းစားကြည့်တယ်နော်သဘာဝတရားတွေကိုဖန်တီးတချို့ကပြောတာဖန်တီးလို့ရတယ်တကယ်တမ်းကဘယ်အရာကိုများဖန်တီးတာတော့အကြောင်းတရားကိုသာလည်းလောက်ကြတာနော်အဲ့ဒီအကြောင်းရှိလို့တွတ်သူဖြစ်သွားတာတကယ်တမ်းကဟုတ်တယ်မဟုတ်လားနော်ပထဝီဓာတ်ကြီးဖြစ်အောင်ဘယ်သူဖန်တီးနိုင်တော့ဘယ်သူမှဖန်တီးနိုင်ပါဘူးဟုတ်တယ်မဟုတ်လားစဉ်းစားနော်
ဒါကြောင့်ငါလုပ်တယ်ဆိုတာမရှိဘူးသူလုပ်တယ်ဆိုတာမရှိဘူးဖြစ်เสียအကြောင်းရှိရင်ဖြစ်လာတာပဲအဲ့ဒီဖြစ်เสียအကြောင်းတရားတွေကိုဝင်အောင်ချနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီအကျိုးတရားတစ်ခုဟာထွက်လာမှာပဲဟုတ်တယ်မဟုတ်လားအခုစက်ပစ္စည်းအမျိုးမျိုးတီထွင်ကြတယ်ဆိုတဲ့ပုံကိုယ်တွေဖန်တီးတာလားအကြောင်းတရားကိုလိုချင်တဲ့အကျိုးတရားတစ်ခုထွက်လာဖို့အတွက်အကြောင်းတရားကိုတော့သူတို့ချနိုင်တာလားဆိုတာလေးကိုစဉ်းစားတတ်ဖို့လိုတယ်ပေါ့ဟုတ်တယ်မဟုတ်လားသူတို့သုံးနေတဲ့ပစ္စည်းတွေကသဘာဝလောကကြီးထဲမှာသူရှိပြီးသားပဲလေတကယ်တမ်းကအဲ့ဒီဓာတ်သဘာဝကိုဘယ်သူဖန်တီးတာလဲဘယ်သူမှမဖန်တီးနိုင်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကအကုန်လုံးသူ့အကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားတွေပဲနားလည်မယ်ထင်ပါတယ်နော်ဓာတ်သဘာဝအမျိုးမျိုးကိုလူတွေကလောက်တာလားမြေကြီးတွေတို့လိုရှိတဲ့နေရာထွက်မဲ့နေရာကနေပြီးတော့မလုပ်ရတော့ထုတ်ယူရတာပဲလေဟုတ်တယ်မဟုတ်လားဒါတော့သူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားဒါကြောင့်ဦးဇင်းတို့ပြည်တဲ့ပေါင်းတော်အောင်တို့မန္တမေးတဲ့မေခွန်းရဲ့အဖြေကိုနည်းနည်းနားလည်ဖို့လိုတယ်နော်ဒီရုပ်ကိုဘယ်သူလှုပ်ထားတာတုံးဒီရုပ်ကဘာကြောင့်ဖြစ်လာတာတုံးဒီရုပ်ဘာကြောင့်ချုပ်သွားတာတုံးတဲ့အလွန်ကောင်းတဲ့မေခွန်းပါပဲတော့ဒီရုပ်ကိုငါလည်းမလုပ်ဘူးတဲ့ဒီရုပ်ကိုသူများလည်းလှုပ်ထားတာမဟုတ်ဘူးတဲ့ဒီရုပ်ကအကြောင်းတရားကြောင့်ဖြစ်လာတာအကြောင်းတရားမရှိချုပ်ပြီးဆိုတာနဲ့ဒီရုပ်လည်းချုပ်သွားတာပဲတဲ့ဥပမာမျိုးစေ့ဟာမြည်ထဲမှာရှိတဲ့ဩဇာဓာတ်ရဲ့အဆုဓာတ်အစိဓာတ်ရဲ့နဲ့ပေါင်းပြီးတဲ့အခါမှာအပင်ဆိုတာပေါက်လာသလိုမျိုးပါတဲ့ကဲပြီးတဲ့ဥမာမကောင်းဘူးလားကောင်းတယ်ဧဝံခန္ဓာစဓာတုယောစစအာယတနာဣမေဟေတုံပရိစ္ဆတံဘူတာဟေတုပင်ကနိရုဒ္ဓစေအဲ့ဒီလိုပဲတဲ့အဲ့ဒီလိုပဲဆိုတာစောစောကမျိုးစေ့ဟာမြေကြီးရဲ့ဩဇာဓာတ်နဲ့အဆုဓာတ်စေဓာတ်နဲ့ပေါင်းရင်အပင်ပေါက်လာတယ်လို့ဆိုလိုတာနော်အဲ့ဒီလိုပဲဆိုတာအဲ့ဒီလိုပဲတဲ့ခန္ဓာစဟောဒီခန္ဓာ၅ပါးဓာတုစဓာတ်တဘာဝတရားအာယတနာစအာယတနာတရား6ပါးအာယတနာ6ပါးဆိုတာဘာပြောတာတော့လက်ရှိနာနာတရားကိုစိတ်နော်အဲ့ဒီတရားတွေဟာပါတယ်တော့ဟေတုံပရိစ္ဆတံဘူတာအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်လာတယ်ဟေတုပင်ကနိရုဒ္ဓစေအကြောင်းတရားချုပ်တာနဲ့သူတို့လည်းချုပ်ရတယ်အဲ့တော့ငါရဲ့အစွမ်းဆိုတာကိုမပြောနဲ့ငါဆိုတာကိုပဲမရှိဘူးဆိုတဲ့သဘာဝတရားတက်ရဲ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုတော့တစားနဲ့ကြည်ကြည်ပြည့်ပြည့်နားလည်အောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်အဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့ဒါကသေလာထီဘိက္ခုနီမမန္တမင်းရဲ့အမေကိုဖြေလိုက်တဲ့အဖြေပေါ့နော်အဲ့ဒီမှာမန္တကလည်းပဲဒီဘိက္ခုနီမလည်းငါ့ကိုတီးသွားပြီဆိုတော့စိတ်မချမ်းသာဖြစ်ပြီးတော့အဲ့ဒီနားနဲ့ပျောက်ကွယ်သွားတယ်လို့ဆိုတယ်ဒါကဦးဇင်းတို့ဝရှိတာဘိက္ခုနီတုတ်တန်ရဲ့သေလာဘိက္ခုနီတုတ်တန်နှစ်ပုဒ်ပေါ့ဒီတုတ်တန်နှစ်ခုကိုဦးဇင်းတို့မိသလောက်ဉာဏ်နဲ့ဆင်ခြင်သုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင်ဝရှိတာဘိက္ခုနီမှာကဘောခဏရဲ့အကြောင်းကိုနာမရူပပရိစ္ဆေဒဉာဏ်ကိုအခြေခံထားပြီးတော့ရှင်းပြတာဟုတ်တယ်မဟုတ်လားနော်ဒီတတ္တဝါကိုဘယ်လိုလုပ်ထားတာတော့နော်ဒီတတ္တဝါဘာကြောင့်ဖြစ်နေတာတော့ဒီတတ္တဝါဘာကြောင့်ချုပ်သွားတာတတ္တဝါဆိုတဲ့အမေကိုအခြေခံပြီးတော့တတ္တဝါဆိုတာတကယ်ထင်ရှားမရှိဘူးတတ္တသင်္ခါရတရားတို့ရဲ့အစုပုံများတာဖြစ်တယ်အင်္ဂါရဲ့အစိတ်အပိုင်းတွေစုမိသွားတော့ယထာဆိုတဲ့နာမည်ဖြစ်လာသလိုဒီခန္ဓာကိုယ်ကြီးရတယ်ပဲအစိတ်အပိုင်းများစွာစုမိတဲ့အခါတနည်းအားဖြင့်အစုအဝေးကြီး၅ခုပေါင်းစုမိတော့ဘာဖြစ်သွားတော့တတ္တဝါဆိုတဲ့နာမည်အထူးကိုသူရတယ်ပေါ့သမုတ်ထားတယ်တကယ်တမ်းကတတ္တဝါဆိုတာမရှိဘူးခန္ဓာ၅ပါးသာရှိတယ်ဟုတ်လားအဲ့ဒီလိုသူကဥမာပေးပြီးတော့ဒုက္ခပဲဖြစ်ပြီးတော့ဒုက္ခပဲချုပ်နေတာဒုက္ခမှတစ်ပါးတခြားဖြစ်နေတာဒုက္ခမှတစ်ပါးတခြားချုပ်သွားတာမရှိဘူးလို့ဒါကဝရှိတာဘိက္ခုနီမပြောခဲ့တဲ့စကားရဲ့အနှစ်ချုပ်နော်နောက်သီလဘိက္ခုနီမကျတော့ဘယ်လိုမေးတော့ဒီအယုတ်ကိုဘယ်လိုလုပ်ထားတာတော့ဒီအယုတ်ကဘာကြောင့်ဖြစ်လာတာတော့ဒီအယုတ်ကဘာကြောင့်ချုပ်သွားတာတော့ဒီအယုတ်ကိုငါလည်းမလုပ်ပါဘူးတဲ့ဒီအယုတ်ကိုသူများလုပ်ထားတာလည်းမဟုတ်အကြောင်းတရားကိုရွှဲပြီးဒီယုတ်ဖြစ်လာတဲ့အကြောင်းတရားချုပ်တော့ဒီယုတ်ချုပ်သွားတယ်ဥပမာမျိုးစေ့ဟာအမြေကြီးရဲ့ဩဇာဓာတ်နဲ့အဆုဓာတ်အစိဓာတ်နဲ့တွေ့တဲ့အခါမှာအပင်ပေါက်လာတယ်လို့မျိုးတော့ခန္ဓာဆိုတဲ့တရားတွေဓာတ်ဆိုတဲ့တရားတွေအာယတနာဆိုတဲ့တရားတွေဟာအကြောင်းကိုရွှဲပြီးတော့ဖြစ်ပေါ်လာတာအကြောင်းချုပ်တာနဲ့သူတို့လည်းချုပ်ပြောက်သွားတယ်လို့ဒီလိုရှင်းပြတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့အခုမိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာဖြစ်တိုင်းနော်ဒလဇက်တိနေအောင်ကြိုးပမ်းရင်းဖြင့်တတိတမာတတိကိုထူထောင်ကြတယ်ဆိုတာအဲ့ဒီအမြင်မှန်တွေကိုရဖို့အတွက်ထူထောင်ကြရတာဒလဇက်တတိထားနေခြင်းအပြင်ပုဂ္ဂိုလ်တ attva သဘောဆိုတာရှာလို့မတွေ့ပါလားဘယ်အချိန်မှပုဂ္ဂိုလ်တ attva သဘောကိုမတွေ့ရပါလားတဘာဝတရားတွေကိုသာလည်းတွေ့ရတာပါလားလို့
တိမလာနိုင်ဘူးလားတိလာနိုင်တယ်နော်တတိထားနေလို့ရှိရင်နာမရူပပရိစ္ဆေဒညာရှင်းတန်လာမှာဟုတ်လားပုဂ္ဂိုလ်တ attva သဘောမတွေ့ရပါလားအကုန်လုံးဟာသဘာဝတရားတွေကြီးပါလားဟောတဆင့်တက်ပြီးတော့အဲ့ဒီသဘာဝတရားဟာလည်းပဲဖန်ဆင်းထားလို့ဖြစ်တာလည်းမဟုတ်အကြောင်းပဲဖြစ်တာလည်းမဟုတ်ကိုယ်ဉာဏ်မျက်စိရှိတယ်ကိုယ်တတိရှိတယ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတာပြီးတော့လည်းဒီလိုပဲပျောက်ပြက်သွားတဲ့သဘောပဲဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတာဆိုတာကိုလည်းပဲကိုယ့်ရဲ့လက်တွေ့ဉာဏ်မျက်စိနဲ့ကိုတော့မသိနိုင်မြင်နိုင်ဘူးလားမြင်နိုင်တယ်နော်တတိလာထားမယ်ဆိုလို့ရှိရင်ဟုတ်လားဒါကြောင့်တတိထားခြင်းအဖြစ်ဒီအတိတည်ဉာဏ်တွေကိုရအောင်ကြိုးပမ်းကြရမယ်ပေါ့အခုပြောနေတာတွေကဘာတွေလဲလို့မေးရင်နော်လူရင်းပြောရင်သူကသဘောတရားရေးဆိုင်ရာကိုပြောနေတာအဲ့ဒီသဘောတရားရေးပိုင်းဆိုင်ရာကိုတကယ်သိဖို့ကြတော့ဘာလို့အောင်တတိထားပြီးတော့လောက်ရမှာပြောတာကိုကြားလိုက်တာနဲ့တောက်လျှောက်ကြီးသိသွားတာမဟုတ်ဘူးနော်ဒါပေမဲ့သိဖို့အတွက်တော့အများကြီးအထောက်အကူတော့မပြုဘူးလားပြုတယ်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးသဘာဝတရားတွေပဲလို့ပြောလိုက်တာလေးကိုကြားလိုက်တာလေးနဲ့တော့ဒီအတိဒီဉာဏ်ကြီးရသွားလိမ့်မယ်လို့မဆိုလိုဘူးနော်အဲ့လိုသာရကြကြကြီးဆိုရင်တော့တရားတော်တော်လွယ်တယ်လို့ဆိုရမှာပေါ့ဟုတ်တယ်မို့လားအဲ့လိုမဟုတ်ဘူးနော်ဒါကအထောက်အကူတော့ပြုမယ်လမ်းကြောင်းတည့်ဖို့အတွက်သို့တော့ဒီအတိဒီဉာဏ်ကိုတကယ်ရဖို့အတွက်ဘာလို့ရမှာတော့ဒါကိုပဲအာယုံစိုက်ပြီးတော့တတိထားပြီးတော့ဘာလို့မလို့စစ်ဆေးကြဖို့လိုတယ်စူးစမ်းကြဖို့လိုတယ်တတိထားပြီးတော့တိနေအောင်ကြိုးပမ်းကြဖို့လိုတယ်ဒါမှသူတို့ဟာဘာလဲဆိုတဲ့အဖြစ်မှန်ကိုတိကျရနိုင်မှာဟုတ်တယ်မဟုတ်လားအဲ့ဒီလိုရထားတဲ့အဖြစ်မှတ်တာလေကိုယ်ပိုင်ညာလို့ဆိုရမှာနော်အေးဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တော့အထုတ်နေကြတဲ့ဒီလုပ်ငန်းစဉ်ဟာဒီလိုအသိဉာဏ်တွေကိုဖြစ်ပေါ်စေတယ်ဆိုတာလေးကိုလည်းပဲဆက်ပြီးတော့တွေးမိဖို့ဒါလေးကိုနေကုန်းချုပ်ပြောပြတယ်နော်တော့45မိနစ်လို့ဆိုညတော့လည်းပဲတနာရီရှိသွားပြီနော်တော့ညလည်းပဲဦးဇင်းတို့ပြောရအောင်ပါဆိုတော့နည်းနည်းတော့ရှော့အောင်မှရမယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒီအပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ကိုယ်ခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းနောက်တတိထားပြီးတော့နေခြင်းလို့ရှိတဲ့တတိပဋ္ဌာန်တရားဒေသနာနဲ့အညီကြိုးစားအထုတ်ရင်းဖြင့်နောက်အတိတူဉာဏ်တို့တွေကိုအစဉ်စဉ်မြင့်မြင့်မားမားရပြီးတော့နောက်ဆုံးမဲ့ဉာဏ်ကိုဉာဏ်ကိုရပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ဉာဏ်ပုညံမျက်နိဗ္ဗာန်ကိုလျင်မြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း